သူတို့နှစ်ယောက်ကကြောချင်းကလေးအနေထားနဲ့လိမြစွာရွှေလျားနေကြပြီးနန်းတွင်ကောလေးတောင်တန်းများပေါ်၌ကောက်ခုံဝဲပြန့်နေသောလိပြလေးတစ်ကောင်ပေါ်မှရှိနေတယ်။တောင်ပေါ်မှာကျောင်းတော်သားများစွာမှခြေလမ်းများရက်တက်၍သူတို့နှစ်ယောက်ကိုအားကျစွာကြည့်လိုက်မိကြတယ်။ချင်းမှုကရွှေချီတို့ဝတ်စုံကိုဝေး၍ရွှေချင်းဟုံကအစိမ်းရောင်ဝတ်စုံကိုဝတ်ထားပြီးသူတို့နှစ်ယောက်တွေ့လျက်မြင်ရသည်မှာလိပြတောင်မှတစုံအလားထင်မှမှားရတယ်။ထို့ပြင်သူတို့နှစ်ယောက်ကပူကတ်နေတဲ့ဖြစ်မြင်ရသူများအဖို့အထင်မှားခြင်းစရာဖြစ်နေတယ်။ကျောင်းတော်သားတစ်ယောက်ကမဲရွက်ကစကားတင်းဆိုလိုက်တယ်။ရုံစရာကောင်းလိုက်တဲ့အတွက်နေကင်းကြောင်တော်ကြီးကိုအန်ဂျင်စရာကောင်းအောင်အပုံနဲ့နေထွက်နေတာ။ရုတ်တရက်ဘုံကနေအတန်ကြီးထွက်ပေါ်လာပြီးချင်းမှုမှာမိုးပြရင်ခမ်းမတိုင်လုံးကြီးတစ်လုံးပေါ်တွင်ကြောမိလေးအနေထားဖြစ်သွားတယ်။လင်းအားသွားကြစို့ချင်းမှုကဟူလင်းရကိုခေါ်လိုက်တယ်။သူ့စီကရန်နာသွားရှာဖို့စဉ်းစားမနေနဲ့တော့ရှာခြင်းလဲတိုင်လုံးတွေကအရင်ဆွဲထုတ်မှရမယ်။သူလည်းမစိုးဘူး။ငါနောက်ကိုအမိလိုက်နိုင်တဲ့အစိမ့်မြပညာရှင်တယောက်ပဲ။ဦးလင်းရကကမန်းကနေပြေးလိုက်လာပြီးနောက်ဆန်ငင်ကလက်ကြည့်လိုက်တယ်။ရွှေချင်းအောင်မှာချင်းမှုကြီးလက်ချက်ဖြင့်မိုးရန်ခမ်းမတိုင်လုံးတွေတွင်မျက်နှာအလျက်နင်းဝင်နေသည်ကိုသာမြင်လိုက်ရတယ်။အနီးတစ်ဝိုက်မှာကျောင်းတော်သားများအားလုံးမှာအံ့ဩတုန်လှုပ်သွားကြတယ်။အပုံနဲ့လိုက်နေသည်ဟုပြောခဲ့သောကျောင်းတော်သားမှာပို၍အားအသင့်သွားတယ်။အစောပိုင်းကကောက်ခုံနေခဲ့သောမင်းမငယ်လေးနှင့်ယောက်ျားပြိုလေးမှာမျက်စိတမိတ်အတွင်းတွင်ထိုးသူကျင်းတဲ့ရက်ဆက်သည့်အသွင်ပြောင်းသွားလိမ့်မည်ဟုသူတို့မထင်ခဲ့မိကြပေ။ရွှေချီတို့ဝတ်စုံဝတ်ဆင်ထားသောလူငယ်လေးကမင်းမပြိုလေးကိုကြေးဝါတိုင်လုံးနဲ့ရိုက်ထည့်လိုက်တယ်။ထိုမြင်ကွင်းကကြမ်းကြက်ရက်ဆက်လာသဖြင့်အားလုံးရင်ထဲတွင်အရင်မဲကြီးတစ်ခုပေါ်မှာကြီးစိုးသွားတယ်။ညသောမကြလိုက်ပဲချံဝရင်ရောက်လာပြီးကြေးဝါတိုင်လုံးကိုလက်ဝါးဖြင့်ရိုက်လိုက်တယ်။တိုင်လုံးကြီးမှာပြင်းထန်လှုပ်ခတ်သွားပြီးအထက်တွင်နင်းဝင်နေသောရွက်ချင်းကိုဓာတ်လိုက်သလိုတုန်ခါထွက်ကြလာတယ်။သူမကမျက်နှာကိုအုပ်ယူပြီးထွက်သွားတယ်။ထိုမင်းမငယ်လေးကမျက်နှာကိုဆိုးဝါးစွာထိခိုက်ဒဏ်ရာရသွားတဲ့ဖြင့်မျက်နှာမပြရဲတော့ကြ။တိုင်လုံးထဲမှာသူမဘာသာထွက်နိုင်တော့လေဘေးနောက်တွင်ကျောင်းတော်သားများရှိနေတဲ့ဖြင့်အဆက်ကွဲမိဆိုးသောကြောင့်တိုင်လုံးထဲတွင်ဆက်နေပြီးလူနေသွားမှထွက်ရင်ကျင်းစီထားခြင်းဖြစ်တယ်။အမျော်လင်းစွာပင်လူကပိုးရင်များလာခဲ့တယ်။ချောင်းဝင်ကတကွင်းနဲ့လက်ဆိုင်နေသောဝင်းပလီကျွန်းသို့လျှောက်သွား၍ဓားများနှုတ်ပေးလိုက်တယ်။ထို့နောက်ကြောက်စင်းတောင်စုံမှခုန်ချ၍အပေါ်အင်းကြီးချုပ်ကကိုတော်ရင်ချွေအပေါ်လွှမ်းခြုံပေးလိုက်တယ်။ပြီးမှသူ့ကိုနှိုးလိုက်တယ်။ရင်းချောမှာဘောင်းမီတူလေးသားကျွန်တော်တို့သူ့အဖြစ်သူကြည့်၍ချင်းမှုခေါ်သောကောင်လေးကသူ့ကိုတတိလျောက်ရိုက်ပြီးရန်နာပစ္စည်းများသိမ်းယူသွားကြောင်းသိလိုက်တယ်။သူဆက်ယုံမိသွားတယ်။သူ၏အဖေအောင်တင်ကန်းကထူးခြားဆန်းကျက်ပြီးတာမန်ဝင်းကျင်လင်းနှများထက်တမိုးကြီးတယ်။ရင်းချဲမှာထိုတင်ကန်းကိုရန်အတွက်ရှိသမျှအဖိုးတန်ပစ္စည်းများရောင်းချခဲ့ရတယ်။အဆုံးတွင်တော့ထိုတင်ကန်းကိုချင်းမှုကခိုးယူသွားခဲ့တယ်။နောက်တော့မကြလိုက်ဖဲချံဝမ်ရင်ရင်းချွဲရွှေချင်းုံနဲ့ဝန်ပလီကျွန်းတို့ပြန်ဆူမိကြတယ်။ချံဝမ်ရင်ကပြုံးလိုက်တယ်ညီလေးနဲ့ညီမလေးချင်းမှုရဲ့အစွမ်းအစားကဘလို့နေလဲရွှေချင်းုံကအေးဆက်ဆက်နှာခေါင်းရှုံးလိုက်တယ်အကူကြီးကသူ့ကိုနိုင်ဖို့မသိကြလို့ကျမတို့ကိုရှေ့ပြေးလို့ပြီးဆက်သက်ခိုင်းတာမဟုတ်ဘူးလားအကူကြီးကိုကောက်ကြည့်လို့နဲ့မထင်ဘူးလားချံဝမ်ရင်ကမတုံမလုပ်ပြန်ပြောလိုက်တယ်စစ်ပွဲမှာမတရားတာမရှိဘူးဒါငါစိမိပြင်မှာတင်ယူလာခဲ့တဲ့သဘောတရားပဲတိုက်ပွဲတိုင်းနိုင်ဖို့ကိုတီးရတယ်လို့ရန်သူကိုလည်းတီးဖို့လိုတယ်သူအားနဲ့ချက်ကိုမတီးဘဲနဲ့ငါမစိမကျင်လှုပ်ရှားမှာမဟုတ်ဘူးမင်းတို့နှစ်ယောက်လုံးရဲ့အစွမ်းအစားကငါ့အောင်မကြဘူးမင်းတို့တော့သူ့ကိုမနိုင်ခဲ့တာငါလည်းနိုင်ဖို့လွယ်မှာမဟုတ်ဘူးအဲ့ဒါကြောင့်သူ့ဟာခွက်ကိုရှာမှာပဲရမယ်ငါတော့သူ့ကိုရှုံးသွားခဲ့တယ်ဆိုရင်သူကငါတို့ကျောင်းတော်သားအင်အားရဲ့အကိုကြီးဖြစ်လာလိမ့်မယ်ငါတို့ရဲ့ကိုစားပြီးဖြစ်သွားလိမ့်မယ်ရွှေချွေကပိုးရေးလက်ခံတတ်သူဖြစ်တယ်အကိုကြီးဘာတွေ့ခဲ့လဲသူ့ရဲ့အမော့ကားတာချင်းနေစွမ်းရင်တိုင်းကွက်တိုက်ပွဲအတွေ့အကြုံနီးပြူဟာနဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့အကုန်လုံးကပထမတန်းစားပဲချံဝရင်ကဆက်ပြောလိုက်တယ်သူကမင်းနဲ့လက်ဝါးချင်းအားပြိုင်ခဲ့တယ်မင်းကဗုဒ္ဓကျင့်စဉ်ကိုကြည်ပြီးတိတ်ပြီးတဲ့ကျင့်စဉ်စွမ်းရင်ရှိတယ်ဗုဒ္ဓကျင့်စဉ်ရဲ့ကောင်းကင်တိုင်းတွေကအားအသင်းစရာကောင်းလောက်ခန္ဓာစွမ်းရည်မြင်မာပေမဲ့သူ့လက်ဝါးရိုက်ချက်အောင်မှပြိုလဲခဲ့ရတယ်ဒါကိုကြည့်ရင်သူ့ရဲ့ကျင့်စဉ်စွမ်းရည်ကမင်းရဲ့ကျင့်စဉ်စွမ်းရည်တက်ပိုမြင့်နေဆိုတာမြင်နိုင်တယ်ဝင်းပလီကျွန်းရဲ့ကျင့်စဉ်စွမ်းရည်ကလည်းတိတ်ကိုတိတ်တီးနဲ့ဆိုင်ပြီးသူ့တမအတိုင်းကစိမိပြင်မှာတုံးခဲ့တဲ့အသေးတက်ကွက်တွေဒါပေမဲ့သူဘာမှမတတ်နိုင်ပဲတုံးကွက်ထင်းနဲ့ရှုံးခဲ့ရတယ်ဒါကိုကြည့်ရင်သူ့ရဲ့တိုက်ပွဲအတွေ့အကြုံနဲ့တိုင်းကွက်တွေကထိတ်တန်းဆိုတာသိနိုင်တယ်ပြီးတော့ညီမလေးရွက်ကိုအနာယူဖို့သူ့ရဲ့နီးပြူဟာနဲ့စဉ်းစားဆင်ခြင်မှုကိုအသုံးချခဲ့တယ်ညီမလေးရွက်ဝင်းပလီကျွန်းရဲ့တင်ရာတွေကြည့်နေတော့တိတ်တိတ်ကတ်လာပြီးလက်အုပ်မှုရောက်သွားလို့သူ့နောက်ကိုကတ်လိုက်ရင်သူ့ထောင်ချောက်တွေဝင်သွားခဲ့ရတယ်ရွှေချင်းအောင်မှာချီးမှုနဲ့တွေ့ကက်လိုက်နေကြရသည့်အဖြစ်ကိုသတိရသွားပြီးမျက်နှာရဲကအစ်ဆက်ဆက်နှာခေါင်းရှုံးလိုက်တယ်ချံဝရင်ကဆက်ပြောလိုက်တယ်သူကတာအိုရသည့်လင်းဝင်ကိုလည်းတိတ်မြင်နဲ့ဓာချင်းနဲ့အနာယူပြီးနန်းတော်ခမ်းမရှိမှအဆက်ကွဲစီခဲ့တယ်သူဓာတိုင်းကလည်းစွာအားမိနေလို့ပြောနိုင်တယ်ပြီးတော့ကျောင်းတော်သားအင်ယာမှာလည်းကျောင်းတော်သားတရားစင်ကိုမှော်တိုင်းနဲ့စိတ်ဝိညာဉ်ထိန်းချုပ်ပြီးတိုက်ခိုက်ခဲ့တယ်အဲဒါကြောင့်မှော်တိုင်းမှာလည်းကျွမ်းကျင်နေလို့ဆိုရမယ်ဒီတယောက်မှာဟာကွက်အားနဲ့ကြမတွေ့ရသလောက်နီးပါပဲရွှေချွေနီရွှေချင်းုံမှာနားထောင်လီလီပေါ်အားတင်လာလီလီဖြစ်လာတယ်ရွှေချင်းုံကကျောင်းတော်သားများထံမှချီးမှုသူတို့ကိုနိုင်သွားသည့်တိုင်းကွက်များကိုမင်းမြန်းပြီးကိုတီးရန်သူကိုတီးရမည်ဟုသောအချက်ကိုဖြည့်ဆည်းရန်ကြိုးစားခဲ့တော်လေချံဝရင်လောက်သုံးသပ်နိုင်ခြင်းမရှိခဲ့ပေချံဝရင်ကထိုနေများတွင်အကိုကြီးနေရာတွင်ထိုင်နေခဲ့သည်မှာအလကားမဟုတ်ချေဒီလိုအားနည်းချက်မရှိတဲ့လူတစ်ယောက်ကိုဘလို့နိုင်အောင်တိုက်ကြရတော့မှလဲရွှေချေကညီးတွားလိုက်တယ်ချံဝရင်ကမတုံမလုပ်ပြင်ပြောလိုက်တယ်ဒါကငါတို့ကျောင်းတော်သားအင်အားရဲ့ဂုဏ်သိက္ခာငါတို့နန်းမင်းကောလိပ်ရဲ့ဂုဏ်သိက္ခာငါတို့ထာဝရငင်းချင်းအင်ပါယာရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်နေတယ်ဘယ်နည်းနဲ့ဖြစ်ဖြစ်သူရှုံးရမယ်သူကမဟာမီးဘက်ကလာတဲ့အစွန်းပြေခံလူတစ်ယောက်သူကိုသာအနိုင်မြင်နိုင်ခဲ့ရင်ငါတို့ထာဝရငင်းချင်းအင်ပါယာရဲ့ကျောင်းတော်သားတွေကအစွန်းပြေခံလူတစ်ယောက်အောင်နေကြသလိုဖြစ်မသွားဘူးလားသူ့စရာမြတ်တွကြွလာပြီးခက်ဖြည်းဖြည်းပြောလိုက်တယ်သူကအဘဘက်မှာအားနေချက်မရှိတဲ့အတွက်ငါခေါင်းချောက်ခံပြီးသူ့ကျင့်စဉ်မှာဟာကွက်တစ်ခုတလေရှိမလားလိုက်ရှာခဲ့တယ်နောက်ဆုံးတော့တွေးခဲ့ပြီးရွ
ရွှေရွှေနဲ့ရွှေချင်းအောင်တို့ရင်ထဲတွင်လှုပ်ခါသွားပြီးသူ့ကိုကြည့်လိုက်ကြတယ်။ချင်းဝင်းကခပ်ဖော်ဖော်ပြောလိုက်တယ်သူကျင်းစင်ကဟာကွက်တစ်ခုကိုငါတွေးခဲ့တယ်မင်းတို့နဲ့တိုက်တုံးကသူ့ကျင်းစင်နဲ့ချီစွမ်းရင်ကိုလှည့်ပတ်တဲ့အချိန်မှာမြေပိုးခတ်တဲ့ဟာကွက်တူးတူးလေးတစ်ခုကိုတွေးခဲ့ရတယ်။အဲ့ဒါကသူအားနေချက်ရှိတဲ့နေရာပဲသူအားနေချက်ရဲ့နေရာအတိအကျသိရဖို့သူ့ကိုအချိန်ယူပြီးစောင့်ကြည့်ရအောင်မယ်။ရွှေချင်းအောင်မှာယခုမှလက်လက်တင်ခံသွားပြီးတပင်းချလိုက်တယ်ပြီးခဲ့တဲ့နေ့တွေမှာအကိုကြီးကိုကျမတို့ရှုံးခဲ့ရတာအကြောင်းရင်းမဲ့မဟုတ်ဘူးအကိုကြီးကကျမတို့ထက်အမြဲတမ်းတစ်ခွက်ကြောနေတာပဲချွန်ဝင်းကပြောလိုက်တယ်မင်းတို့မရှိဘဲနဲ့ငါဒီလောက်မြင်မတိုးတက်လာနိုင်ပါဘူးမင်းတို့ရဲ့အမိလိုက်လာတဲ့အရှင်ဟုံကြောင့်ငါစိတ်အာယုံကိုလေ့ကျင့်တဲ့အထဲမှာပဲနှိမ့်မြုပ်နိုင်ခဲ့တယ်သူအားနဲ့တဲ့နေရာအတိအကျကိုတွေ့တာနဲ့ငါဆက်လုပ်ရှားမယ်အောက်ထောင်ငင်းချင်းအင်ပါယာကျောင်းတော်သားရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အားလုံးရဲ့ရှေ့မှာသူ့ကိုစိန်ခေါ်နိုင်ပြမယ်ချင်းမှုကျောင်းတော်သားရန်တွေဝင်လာတော့အခါကျောင်းတော်သားအားလုံးမှာကြောင်ရုံထိတ်လက်နေသည့်ပုံပေါက်တယ်ချင်းမှုရွှေချင်းဝုံကိုကြီးဝတိုင်ရုံနဲ့ရိုက်ချ၍ဝင်းမလီကျွန်းကိုတောင်းနေရတွင်ဓာတ်ပင်ထိုးဆိုင်ခဲ့သည့်မိဝင်းကိုအတော်များများမြင်ပြီးသွားကြဟန်ရှိတယ်အချို့မှာယွန်းချွဲကိုတတိလျောင်ရ၍တောင်ကောက်အောက်တွင်ပြချခဲ့သည့်တရင်ကိုပါကြားပြီးနိုင်တယ်။ကျောင်းသားရာ၏ထိပ်သီး3ယောက်အနက်2ယောက်မှာမဟာမျိုးပြတ်မှဆွေးမြေ့ခံလူ၏စူးစူးဝါးဝါရိုက်နှက်ခြင်းကိုခံခဲ့ရတယ်။ချောင်းရင်မှလွှဲရင်မိသူများချင်းမှု၏ပြန်မဲ့ဖြစ်နိုင်ပါဦးမည်နီ။ချင်းမှုကတကားကိုတွန်းဖွင့်၍အိမ်ထဲသို့ဝင်သွားတယ်။ထုံးနောက်ပင်တို့မိခွေးလေး၏ဦးကောင်းကအပြင်သို့ပြူးထွက်လာပြီးအော်ဟစ်လိုက်တယ်။ဒီတဲ့အိမ်ကြီးလူချင်းတဲ့သူရှိသေးလားမရှိတော့ရင်မြို့တော်ကိုတွားရောက်တော့မယ်။ခဏနေပါဦး။ကျောင်းသားတယောက်ကကမန်းကရန်အော်ဟစ်လိုက်တယ်ခဏနေပါဦးငါတဲ့အိမ်ကြီးပြန်ဝယ်ခြင်းလို့ပါငါရောပဲရောင်းမပြစ်ပါနဲ့လူတိုင်းဝင်ပြီးတဲ့အခါလာရွေးပါမယ်။မြေဝေးလေးဒီလားအတွက်ငါလာစားမရသေးလို့ပါနည်းနည်းလောက်လျှော့ပေးပြီးဒဲရင်ကိုရင်ပြန်ပေးထားလို့ရမလား။အဲ့လိုဆိုအကျွတ်တင်ကြောင်တက်တိခံရေးထားရမယ်။ငွေရတဲ့အခါမှာအဲ့ဒီစာရွက်ကိုပြန်ပေးမယ်။ဟူလင်းကဒိန်မြတ်ကိစ္စရှင်းပြီးတော့အခါအကျွတ်တင်ကြောင်တက်တိခံစာရွက်အချို့ကိုဆွဲကန်၍အိမ်ထဲသို့ပြန်ဝင်လာတယ်။တခင်လေးဒီအကျွတ်တက်တိခံတွေကမှန်မှန်ကန်ကန်ရေးထားလားဆိုတာစစ်ပေးပါလား။ကျမကစာမဖတ်တတ်လို့ချင်းမှုကပြုံးလို့မပြုံးလို့နေပြောလိုက်တယ်။နေကစာဖတ်တဲ့ဘဲနေမြအကျွတ်တက်တိခံစာရွက်တွေလက်ခံရေးသေးတယ်။ရေးထားတာတွေကမှန်ပါတယ်။တိကျသိမ်းထားဟူလင်းကပြောသွားပြီးထိုအကျွတ်တက်တိခံစာရွက်များကိုအိမ်နေရာမှာအပေါက်တစ်ခုရဲ့သူအလင်းရမြထိုးထည့်လိုက်တယ်။ချင်းမှုကသူမကိုခေါ်ပြီးပြောလိုက်တယ်။ကျောင်းစာပွင့်မှု2ရက်လိုသေးတယ်ဆိုတော့နင်းကိုဝိညာဉ်ဖန်ဆီးပညာသင်ပေးမယ်။ဟူလင်းကကမန်ကရန်ထိုင်ချလိုက်တယ်။ချင်းမှုကဝိညာဉ်ဖန်ဆီးပညာကိုစတင်ရှင်းပြလိုက်တယ်။ဝိညာဉ်ဖန်ဆီးပညာမှာဖန်ဆင်းစာသား9ခုမှနောက်ဆုံးပညာရဲ့ကျင့်စဉ်ဖြစ်တယ်။ထိုကျင့်စဉ်ကိုလူသားများသားမကမုံမိတ်စာများပါလေ့ကျင့်နိုင်တယ်။လွန်ခဲ့သောရက်များအတွင်းမဟာဉာဏ်လေးဖွင့်ကောင်းကင်တဲ့စုကျမ်းစာကိုလေ့လာပြီးနောက်ဝိညာဉ်ဖန်ဆီးပညာမှာမုံမိတ်စာများလေ့ကျင့်ရင်ပိုသွင်းလျော်ကြောင့်ချင်းမှုတွေ့ခဲ့ရတယ်။ငကန်းတမှာစာပေပညာသင်ယူစဉ်အခါကမြေတွက်နိုင်သောစာအုပ်စာပေများဖတ်ရှုခဲ့ရတယ်။ငကန်းကသူ့ကိုအတွေ့အခေါ်ပညာ၊ဒီထိုင်မှုပညာနဲ့ဝါဒရေးရာများသင်ပေးခဲ့ရုံသာမကရှင်းအောင်ကပြစာသားမျိုးစုံကိုလည်းဖတ်ရှုစေခဲ့တယ်။ထိုကပြစာသားများကအတန်ထွက်ရင်အတော်လေးခန့်လာတယ်။သို့တော်လည်းထိုဖတ်ရှုခဲ့သည့်အကျိုးကျေးဇူးကြောင့်ချင်းမှုအနေဖြင့်အခြားကျမ်းစာများကိုဖတ်ရှုရတွင်နားလည်ရပိုလေခဲ့တယ်။ချင်းမှုကမြေခွေးလေးနားလည်စေရန်အတွက်အတက်နိုင်သူရိုးရှင်းပြလိုက်တယ်။ဖန်ဆင်းစာသား9ခုကမဟာဉာဏ်လေးပွင့်ကောင်းကင်တဲ့ဆိုကျမ်းစာရဲ့ထိပ်တန်းပညာရေးများဖြစ်ပြီးမဟာဉာဏ်လေးပွင့်ကောင်းကင်တဲ့ဆိုကျမ်းစာကလူတစ်ယောက်ကိုနှစ်ဖျားအဖြစ်၎င်းနှဆိုးအဖြစ်၎င်းပြောင်းလဲစေနိုင်သည့်ကောင်းကင်တဲ့ဆိုကိုင်းအထွတ်အမြတ်ကျမ်းစာဖြစ်တယ်။ဝိညာဉ်ဖန်ဆင်းပညာကထိုဖန်ဆင်းစာသား9ခုရဲ့အပါဝင်ဖြစ်ရာ၎င်း၏နည်းစမ်းကျမှုကိုမှတ်သားကြည့်နိုင်ပေတယ်။ချင်းမှုမှာနောက်နေ့အလုံးလုံးရှုပ်ထွေးလာသောကျင့်စဉ်ကိုအရိုးရှင်းဆုံးစစ်ပိုင်း၍ဟူလီယာကိုသင်ပေးနေခဲ့တယ်။ထိုနေ့ရက်အတွင်းဟူလီယာမှာဝိညာဉ်ဒေတာကျင့်စဉ်၏အခြေခံများကိုကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးသူမ၏ဝိညာဉ်ဒေတာကိုထူးစစ်ဖန်ဆင်းရန်ကြိုးစားလိုက်တယ်။ထိုဖန်ဆင်းခြင်းစဉ်၏မူလရည်ရွယ်ချက်မှာဝိညာဉ်ဒေတာကိုပြုပြင်ပြောင်းလဲရန်ဖြစ်တယ်။လူတစ်ယောက်တွင်လေးနဲ့ဝိညာဉ်ခန္ဓာရှိပါကသူ၏ဝိညာဉ်ဒေတာကလေးနဲ့ဝိညာဉ်ဒေတာဖြစ်ပေလိမ့်မည်။ဝိညာဉ်ဖန်ဆင်းခြင်းစဉ်ကိုလေ့ကျင့်လိုက်ပါကသူ၏လေးနဲ့ဝိညာဉ်ဒေတာကိုကြားပြီးဝိညာဉ်ဒေတာသို့မဟုတ်အခြားဝိညာဉ်ဒေတာတစ်မျိုးမျိုးသို့ပြောင်းလဲနိုင်ပြီးချီစွမ်းရည်ဓကုံတတိကပါလိုက်လံပြောင်းလဲသွားပေလိမ့်မည်။တို့ဖြစ်၍ထိုခြင်းစဉ်ကိုမဟာဉာဏ်လေးပွင့်ကောင်းကင်တဲ့စုကျမ်းစာတွင်ထိပ်တန်းခြင်းတွေတစ်ခုအဖြစ်သတ်မှတ်ထားတယ်။ဝိညာဉ်ဖန်ဆင်းခြင်းစဉ်သာမကဖန်ဆင်းစာသား9ခု၏ခြင်းစဉ်များကတူနိုင်မရအောင်စမ်းကြယ်လာတယ်။ထိုဝိညာဉ်ဖန်ဆင်းခြင်းစဉ်ကိုမော်မိတ်ဆာများနှင့်ပိုသွင်းလျော်သည်ဟုချင်းမှုတွေ့ထိမိသည်ကဟူလီယာနှင့်မိတ်ဆာများဝင်တို့ကဲ့သို့သောမော်မိတ်ဆာများနှင့်စမ်းကြယ်သားရဲများမှာဝိညာဉ်ဒေတာရောကောင်းကင်ယန္တာများပါမရှိကြကြ။သူတို့တွင်ထိုအရာများမရှိတတ်ဖြင့်သူတို့ဘာသာဖန်ကြီးုံသာရှိတော့သည်မဟုတ်လား။ယခုဟူလီယာကဝိညာဉ်ဖန်ဆင်းခြင်းစဉ်ကိုလေ့ကျင့်နေပြီဖြစ်၍သူမ၏ကိုယ်ပိုင်ဝိညာဉ်ဒေတာရရှိတော့မည်ဖြစ်ပြီးထိုဝိညာဉ်ဒေတာ၏အသွင်မြင်ကိုပြောင်းလဲနိုင်ပေလိမ့်မည်။နေ့ကြပြီးသည့်နောက်တွင်တော့နန်နူကောလိပ်၏ကျောင်းဖွင့်ရများစတင်ပေပြီ။ချင်းမှုနှင့်ကျောင်းသားတင်များမှာအဆောင်မှုတယောက်၏နောက်မှလာ၍တိုးလောင်နိုးသွားကခွဲတန်းချက်ဒိန်များဆေးလုံးများဝစ်စုံများစီးမီးဖို့များကြောက်စင်းပြားများစုပ်တက်များမြင်းနှင့်တင်မိုးများယူဆောင်လိုက်ကြတယ်။ထိုရက်တွင်ရာရှိလာစာကိုခေါ်ဆိုရမည်ဖြစ်သောငွေတဲ့၏လည်းပါတယ်။သို့တော်လည်းထိုငွေကလာစာဖြစ်၍တလားတစ်ချိန်သာရပေလိမ့်မည်။အထဲတွင်ငွေစာများမပါဘဲတဖုံကြီးပြဒရာစင်ကန်းနာပါတော့လေတာမရသားများအတွက်တော့မဆိုးလောက်ဆိုနိုင်တယ်။နန်နင်းကောလိပ်ကျောင်းတော်သားဖြစ်သွားသည့်နေ့အစီရှင်နန်နင်းရာရှိဖြစ်သွားသောကြောင့်နန်နင်းအုပ်ချုပ်ရေးကလာစာစတင်ပေးရတော့တယ်။ချင်းမှုကသူပစ္စည်းများကိုကောက်ယူ၍တင်ကြားရေးခမ်းမ၏ရှိသို့သွားပြီးလူငယ်ကိုင်းကျိုးကျောင်းတော်သားများကိုကြိုးစားလေ့ကျင့်သင်ကြားကြရန်မင်ကွန်းချူနေတီကိုနားထောင်လိုက်တယ်။ထို့နောက်သူပစ္စည်းများကိုအခန်းသို့ပြန်ထား၍အခြားကျောင်းတော်သားများနှင့်အတူလျှို့ဝှက်လင်းခမ်းမသို့သင်ခန်းစာသင်ယူရန်သွားလိုက်တယ်။ထိုထဲတွင်ပညာသင်ရန်တော်ဝင်မျိုးဆက်များလည်းပါတယ်။ချင်းမှုဟိုတီတီလျှောက်ကြည့်ရင်သူနှင့်ယင်းဤကျောင်းဝင်နေသည့်မျိုးမျိုးလေးကိုတွေ့လိုက်တယ်
သူမကသူ့ကိုမျက်စိမိတ်ပြလိုက်တယ်သို့တော်လည်းအခြားသူများနဲ့အကြည့်ချင်းဆုံသည့်အခါတွင်တော့ထိုမိန်းကလေးကခက်တန်းတန်းဖြစ်သွားတယ်တတမညီမတော့နေမလုံးနေတာလေထိုမိန်းကလေးကလင်းယူရှို့ဖြစ်ပြီးသူမ၏ဘေးမှာမင်းသားတစ်ပါးကသူမချီးမှုကိုလှမ်းကြည့်နေသည်ကိုမြင်၍မျက်မှောင်ကျုပ်ကခတ်တိုးတိုးမေးလိုက်တယ်လျှို့ဝှက်လင်းခမ်းမအ내ရောင်ဝှစုံရှိကိုဝှစင်ထားသောလူတစ်ယောက်ဒူထောက်ထိုင်နေပြီးသူရှိတွင်ဓာတ်တက်လက်ကိုကလန့်ပြတ်ချထားတယ်သူကလျှို့ဝှက်လင်းခမ်းမ၏အဆောင်မှုဖြစ်တယ်သူအကြည့်များကဓာတ်တက်ကဲ့သို့ဆူရှားနေတယ်ကျောင်းတော်သားများကိုဝှကြည့်ရင်ချီးမှုထအကြည့်ရောက်သွားသောအခါသူမျက်လုံးတောင်စုံများတွန့်ကနေဖြစ်သွားတယ်သူကအတန်နေအတန်ထမ်းမှန်ဖြစ်မင်ကုန်းချွေလိုက်တယ်လျှို့ဝှက်လင်းခမ်းမကဓာတ်တိုင်းတင်ပေးတဲ့ခမ်းမပဲလျှို့ဝှက်လင်းဆိုတာဘာလဲတကိုးရှင်ဝိဇ္ဇာတစ်ပါးကပြောခဲ့တယ်ငါမှဓာတ်သုံးချောင်းရှိတယ်တစ်ချောင်းကိုမြည်ယူနိုင်တယ်ဒါပေမဲ့အဲ့ဒီဓာတ်ကလူတက်လို့မရဘူးပထမဓာတ်ကလျှို့ဝှက်လင်းမြေကွင်းကလျှို့ဝှက်ပုံဆောင်တယ်အသုံးပြုခြင်းကလျှို့ဝှက်ပုံဆောင်တယ်ထိလိုက်လို့ထိလိုက်မှမသိဖြတ်သွားလို့ဖြတ်သွားမှမသိအဲ့ဒါကလျှို့ဝှက်လင်းရမူလဇက်မြစ်ပဲဒီအဆင့်ကိုရောက်ရင်ဓာတ်နဲ့ဖျက်ဖြစ်လာနိုင်လိမ့်မယ်ချီးမှုမှာအားအတင်သွားပြီးစိတ်ထဲမှာတီးတူးရေရွလိုက်တယ်ဒီအဆောင်မှုကငါတို့နှစ်ကိုင်းရဲ့ဓာတ်ဆိုင်သခင်ပဲဓာတ်ဆိုင်သခင်ကဝှစုံနဲ့ကိုဝှစင်ထားပြီးမြင်မတော့အရန်မောင်းနဲ့ဝင်ကြွတော့ဟန်မူရရှိနေတယ်ချင်းမှုထားမှာထိုးထားချက်ကိုအဝိတ္တုလင်းစင်ခဲ့စဉ်ကသူတောက်ကကိုပင်မထုတ်ဖော်နိုင်ခဲ့ချင်းမှုရင်ထဲတွင်မူမွန်တို့လိုခံစားမိတယ်နန်တွင်ကောလိကထာဝရငင်းချင်းအင်ပါယာ၏အထွတ်အမြတ်နေမည်မဟုတ်လားအဘေသူပြု၍ကောင်းကင်နဲ့ဆူကိုင်းဆိုင်သခင်တယောက်ကိုလက်ခံထားရတဲ့နည်းဓာတ်ဆိုင်သခင်ကလျှို့ဝှက်အလင်းခမ်းမ၏မူလဇက်မြေအကြောင်းပြောပြီးသောအခါစကားဆက်လိုက်တယ်ဓာတ်တလက်ဟာလျှို့ဝှက်အလင်းအဆင့်ထိကျင့်ကြံပြီးတဲ့အခါအမကန်အဆင့်အထွတ်အဆင့်ကိုရောက်သွားတယ်အဲ့ဒါကြောင့်တာအိုဓာတ်လို့ခေါ်တယ်လက်ရှိတလောကလုံးမှာဒီအဆင့်ကိုရောက်တဲ့လူတယောက်နှစ်ယောက်ပဲရှိတယ်လျှို့ဝှက်အလင်းဓာတ်နဲ့ဖျားလို့နာမည်တွင်တာကတော့တယောက်ပဲရှိတယ်ငါကသူ့တော့အဆင့်မရှိဘူးမင်းတို့အားလုံးဟာအနေနဲ့ရဲရဲကအကြောင်းသားတွေပဲဓာတ်တိုင်းရဲ့အမြင့်ဆုံးအဆင့်ကိုရည်မှန်းပြီးမစုံမနစ်စူးစမ်းရမယ်ဒီနေ့တော့မင်းတို့ကိုဓာတ်တိုင်းရဲ့အခြေခံအကြဆုံးဓာတ်ကွက်တွေဖြစ်တဲ့ထိုးတာပင်ကောတာဝိုက်ဆွဲတာလှုပ်ခါတာတွေသင်ပေးမယ်ခမ်းမအတွင်းရှိကျောင်းတော်သားအားလုံးမှာတန်ဟန်တော်ဖြစ်သွားကြတယ်နန်နင်းကောလိပ်လျှို့ဝှက်အလင်းခမ်းမကလျှို့ဝှက်နေနေတဲ့ဓာတ်တိုင်းကွက်များကိုသင်ပေးရမည့်အစားဓာတ်တိုင်းအခြေခံဓာတ်ကွက်များကိုသင်ပေးမိတယ်လားသူတို့အနေဖြင့်အခြေခံဓာတ်ချက်များကိုသင်ယူရအတွက်နန်နင်းကောလိပ်သို့လာစရာလိုပါ၏လားဓာတ်ဆိုင်သခင်ကတီဂျီလေးနဲ့ဆိုပြောလိုက်တယ်ဓာတ်တိုင်းရဲ့အခြေခံဓာတ်ချက်တွေကိုအထင်မသေးကြနဲ့အခြေခံမခိုင်မာရင်မင်းတို့သင်ယူခဲ့သမျှလှပစမ်းကြပါတယ်ဆိုတဲ့ဓာတ်ကွက်တွေအကုန်လုံးအလကားပဲလွန်ခဲ့တဲ့3နှစ်ကအသက်17နှစ်12နှစ်ပဲရှိသေးပြီးဓာတ်တိုင်းအခြေခံကိုတိတ်ခိုင်မာတဲ့ကလေးတယောက်နဲ့ငါဆုံးခဲ့ဘူးတယ်သူနဲ့ငါဝိညာဉ်သေးသားအစီအင်းရှင်ပြန်တိုက်ခိုက်တော့သူကငါ့ကိုတစ်သားသားတစ်ချောင်းနဲ့နိုင်ယူခဲ့တယ်အဲ့ဒီတော့မှဓာတ်တိုင်းရဲ့အခြေခံဓာတ်ချက်တွေအရေးပါပုံကိုငါသဘောပေါက်ခဲ့တာခမ်းမထဲမှာကျောင်းတော်သားများမှာဟောကနေဆူညံသွားတယ်ကျောင်းသားတစ်ယောက်ကဘလုံးပထွေးရည်ရွယ်လိုက်တယ်ဆရာကိုတစ်သားသားတစ်ချောင်းနဲ့နိုင်ယူနိုင်တာအဲ့ဒီကလေးကဓာတ်နဲ့ဖျားလားဓာတ်ဆိုင်သခင်ကခေါင်းခါရလိုက်တယ်မဟုတ်သေးဘူးအဲ့ဒီကလေးကအခုမှ15နှစ်ပဲရှိအောင်မယ်ဓာတ်နဲ့ဖျားအဆင့်ကိုရောက်ဖို့မဖြစ်နိုင်သေးဘူးချင်းမူမျက်နှာညီရဲသွားတယ်ဓာတ်ဆိုင်သခင်ကသူ့အကြောင်းပြောနေသည်မဟုတ်လားဓာတ်ဆိုင်သခင်မှာနာကျင်စရာအတွေ့အကြုံမှာသင်ခန်းစာယူ၍သူဓာတ်တိုင်းအခြေခံခိုင်မာအောင်ကြိုးစားခဲ့ပေလိမ့်မည်ယခုဓာတ်တိုင်းကနင်းကြခြင်းမရှိတော့ပဲအဆင့်တစ်ခုကိုခုံတက်သွားဟန်ရှိတယ်ချင်းမူအနေဖြင့်သူ့ကိုဓာတ်တစ်ချောင်းနဲ့ဖြင့်ထပ်မံအနိုင်ယူရန်မဖြစ်နိုင်တော့ပေဓာတ်ဆိုင်သခင်ကကျောင်းတော်သားများအားလုံးကိုဓာတ်တိုင်းကွက်အခြေခံများသင်ပေးနေပြီးချင်းမူကတိတိစိတ်ခေါင်းညှင်းလိုက်တယ်ဓာတ်ဆိုင်သခင်မှလည်းထိုနေများအတွက်စီညီလေးလာပြီးသည့်နောက်ဓာတ်တိုင်းအခြေခံကိုတမာတိခိုင်သည့်အဆင့်သို့ရောက်ခဲ့ပြီဖြစ်တယ်ဟာကွက်အားနည်းချက်အချို့ရှိနေသေးတော့လေရခင်ကတည်းကများစွာတိုးတက်ခဲ့တယ်အတန်းချင်းပြီးလျှို့ဝှက်လင်းခမ်းမှာထောက်ခွာရင်ပြင်လိုက်စဉ်တွင်ဓာတ်ဆိုင်သခင်ကချင်းမူကိုရုတ်တရက်လှမ်းပြောလိုက်တယ်ချင်းမူနေခဲ့ချောင်းဝိုင်းရင်ရွှေချင်းအောင်နဲ့ရွှေချွေတို့အားလုံးအားတင်သွားကြတယ်သူတို့သုံးယောက်သာတယောက်မျက်နှာတယောက်ကြည့်၍လျှို့ဝှက်လင်းခမ်းအတွင်းမှာထွက်လာခဲ့ကြတယ်လင်းရှူကချင်းမူထံတော့နှုတ်ဆက်ပြီးပြင်လိုက်တော့လေထိုအချင်းကြီးကိုတွေ့သောအခါသူမ၏အကြံကိုဆွလို့၍အခြားတော်ဝင်မျိုးဆက်များဆွဲခေါ်ရသို့ပါသွားတော့တယ်လျှို့ဝှက်လင်းခမ်းရဲ့ကျောင်းသားအားလုံးထောက်ခွာသွားပြီးချင်းမူနဲ့ဓာတ်ဆိုင်သခင်ကကြံ့ရိခဲ့တယ်ခိုင်းသခင်လေးကျွန်တော်ရဲ့ဓာတ်တိုင်းကိုဘယ်လိုမြင်ပါသလဲဓာတ်ဆိုင်သခင်ကတီဂျီလေးနဲ့ဆိုမီးမြလိုက်တယ်ချင်းမူကပြောလိုက်တယ်အတော်ကြီးတိုးတက်လာတာပဲဓာတ်ဆိုင်သခင်မျက်ဝန်းထဲတွင်ဆရာထက်တန်သည့်အရေးအယောင်များပေါ်ထွက်လာတယ်သခင်လေးနဲ့ရှင်ရင်ဘယ်လိုနေမလဲချင်းမူကတခဏမျှစဉ်းစားပြီးခေါင်းခါရမ်းလိုက်တယ်ခမရကနည်းနည်းလိုဦးမယ်ခမရရဲ့ဓာတ်တိုင်းအခြေခံကချိုးတော့မခိုင်ပါသေးဘူးပြီးတော့ဓာတ်တိုင်းအခြေခံမှာမိလာရင်တောင်ကျုပ်ကိုရှင်နိုင်အောင်မဟုတ်သေးဘူးတိုင်းအဆင့်တူချင်းမှာကျုပ်ရဲ့ကြည့်နေစွမ်းရင်ကခမရထက်အများကြီးပိုတာတယ်ဓာတ်ကိုအသုံးပြုရဲ့နီးစနစ်ကလည်းအများကြီးပိုကောင်းတယ်ခမရကဓာတ်ကိုပဲအာရုံဆိုင်လုံးပြီးကျန်တာတွေကိုလိယူရှုထားတယ်အဲ့ဒါကြောင့်အဆင့်တူချင်းဆိုရင်ကျုပ်ကိုလုံးဝရှင်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ခမရရဲ့တူတက်မှုကအတော်လေးကြီးမားပါတယ်ဓာတ်ဆိုင်သခင်ကတပီတယောက်ရဲ့ကရဝပြုခြင်းမျိုးဖြင့်ဥညွတ်ရိုသေပြု၍တီဂျီလေးနဲ့တော့အမူအရာဖြင့်တောင်းဆိုလိုက်တယ်အဲ့ဒီလိုဆိုရင်ဂိုင်းသခင်လေးအနေနဲ့ကျွန်တော်ကိုအနေချင်းထောက်ပြလက်ညှိုးပေးလို့ရမလားအစောကကျောင်းသားတွေကိုတင်ပေးခဲ့တဲ့ဆရာကကျွန်တော်ဖြစ်ခဲ့ပေမဲ့အခုကျွန်တော်ကိုတင်ပြပေးဖို့ဂိုင်းသခင်လေးကိုအလေးနဲ့တောင်းဆိုပါတယ်ချင်းမှုကတီတီငင်ငင်ထိုင်ချလိုက်တယ်ကောင်းပြီလေခမရကကြုတ်ကိုင်းရဲ့ဆိုင်သခင်တယောက်ပဲမဟုတ်လားလက်ညှိုးတင်ပြပေးလို့ထိခိုက်နှိမ့်လာစရာအကြောင်းမရှိပါဘူးဓာတ်တိုင်းကဓာတ်တိုင်းတက်တက်ပဲမဟုတ်ဘူးခနာကိုလှရှားမှုနည်းစနစ်စွန့်ရင်ကျင့်စဉ်လက်တိတိုင်းဝိညာဉ်သေးတာအကုန်လုံးကဒဏ်နုရည်တူရေးပါတယ်ကျောင်းတော်သားတွေကိုခမရတင်ပေးခဲ့တဲ့ဓာတ်ချက်တွေကအစောကပြောခဲ့တဲ့ຢာတွေအားလုံးကိုတသားတည်းဖြစ်အောင်မစူးစီးနိုင်သေးဘူးဓာတ်ဆိုင်သခင်ကမေးလိုက်တယ်တသားတည်းဖြစ်အောင်ဘယ်လိုပေါင်းစည်းရမှာလဲချင်းမှုကရော်လီကြီးတင်ပေးခဲ့သည့်ထိုးတင်ဓာတ်ချက်ကိုပြန်တင်ပေးလိုက်တယ်ဓာတ်ဆိုင်သခင်မှရုတ်တရက်အလင်းပွင့်သွားပြီးဒရုရေရွတ်လိုက်တယ်
ခွန်အားကိုထုတ်သွင်းရတာဒီလိုပါလားအမားတွေတစ်တရားလုံးလုံးငါလေးချင်းခဲ့အမားတွေပဲတင်ကြထောက်ပြပေးလို့ကျေးဇူးတင်ပါတယ်သခင်လေးထိုအခါ၌လျှို့ဝှက်လင်းခါမ၏အပြင်ဘက်တွင်ချောင်းဝရင်နှင့်ကျန်သူများမှမှုန်တုံနေသောမျက်နှာနှင့်ရှိနေကြတယ်ရွှေချင်းအောင်ကဒေါသတန်နေပြောလိုက်တဲ့အဆောင်မှုကမျက်နှာလိုက်တာပဲဒီကောင်ကိုအထူးခွင့်ရေးပေးထားပြီးသူကိုယ်တိုင်ဓာတ်တိုင်းတင်ပေးနေတာငကိုကလေးကဒီကောင်ဓာတ်တိုင်းမနေရမှာဘူးဆိုအဆောင်မှုကပါထပ်တင်ပေးနေတော့ငါတို့ဘယ်လိုလုပ်သူ့ကိုနိုင်တော့မှလဲချောင်းဝရင်ကမထုံသက်သေးဖြင့်ပြောလိုက်တယ်မင်းတို့အားလုံးစိတ်ပူစရာမလိုဘူးအဆောင်မှုကသူ့ကိုဘလောက်ကောင်းတဲ့အမခန်းဓာတ်တိုင်းပဲတင်ပေးလိုက်ပါစီငါ့ကိုရှင်းနိုင်မှာမဟုတ်ဘူးသူကြည့်စဉ်ကအားနဲ့ချက်ကိုနင်းပြီးအနိုင်ယူပြမယ်အဲ့လိုဖြစ်ပါစီဆူတောင်းရမှာပဲဒါပေမဲ့ဒီတော့မလွတ်စေနဲ့ရင်ချွေကဒီပေးလိုက်တယ်ချောင်းဝင်ကခေါင်းညှိလိုက်တယ်မပူပါနဲ့သူလဲတိုးတက်လာသလိုငါလဲတိုးတက်နေပါတယ်ဒီအပိုင်းမှာငါကြီးနေစွမ်းရည်ကိုဖိနှိပ်ထားရတာအရေးချောင်းမျက်နှာအဆင်းရဲ့နေနေမိတ်ကိုအရောက်လန်းနိုင်တော့မယ်ငါရဲ့တကြီးငါးပါးအဆင့်ကြီးနေစွမ်းရည်အထောက်အထည်နဲ့ဘလို့လို့ပြုတ်ကိုအနိုင်ယူနိုင်မဲနေမှာလေဒီတော့ငါတော့အဆောင်မှုစီကဒါသားရင်တင်ပြီးလေ့ကျင့်နေတာနဲ့အချိန်ကုန်အကုန်နေမှာကြီးနေချင်းဖို့အချိန်ရမှာမဟုတ်ဘူးဒီကောင်ကိုတကြီးငါးပါးအဆင့်မှာအနိုင်ယူဖို့ကငါဆန္ဒပဲကောင်းကင်နာတိုင်းပညာရှင်ဖြစ်သွားမှဆိုရင်ဘာမှဂုဏ်ယူစရာမရှိတော့ဘူးလျှို့ဝှက်လင်းခမအတွင်းမှာတကယ်အခြေအနေအမှန်ကသူတို့ထင်တာတကယ်တော့မဟုတ်ကြောင်းမသိကြကြယခုအချိန်တွေဓာတ်ဆိုင်သခင်ကတပည့်ဖြစ်သွားပြီးချင်းမှုကဆရာတရားအနေဖြင့်ဓာတ်တိုင်းလေ့ကျင့်နေကိုတင်ကြားထောက်ပြပေးနေတယ်သူတို့တော့ထုံမြင်ကွင်းကိုမြင်လဲရင်မျိုးလုံးမြောက်ကြည့်ကြသွားပြီလိမ့်မည်ဓာတ်ဆိုင်သခင်ကရာများစွာကိုတသားတည်းဖြစ်အောင်မိတို့စူစီရမီကိုတင်ယူမှတ်သားလိုက်တယ်ချင်းမှုကတစ်ချက်တည်းပြောလိုက်တယ်ကျွန်တော်ရဲ့ဓာတ်တိုင်းကအခြေခံတော်လေးခိုင်မာပေမဲ့ဓာတ်တိုင်းနဲ့ပတ်သက်ပြီးများများဆဆမတက်ကြွသေးပါဘူးဆိုင်သခင်အနေနဲ့ကျွန်တော်ကိုလည်းတင်ကြားထောက်ပြပေးပါဦးအစောကပြောခဲ့တဲ့အထက်မှာတကိုးရှင်းမှာဓာတ်၃ချောင်းရှိတယ်ဆိုပြီးပထမဓာတ်လေးဝက်အလင်းဓာတ်ကိုပဲရှင်းပြခဲ့တယ်။ကျန်တဲ့ဓာတ်နှစ်လက်အကြောင်းမပြောရသေးဘူး။အဲ့ဒီဓာတ်နှစ်လက်ကဘာတွေများလဲ။ဓာတ်ဆိုင်သခင်ကပြန်ဖြေလိုက်တယ်ပထမဓာတ်လေးဝက်အလင်းဒုတိယဓာတ်စောင်းခြင်းအရေးတတိယဓာတ်ထူးစစ်များအမောင်ဆိုတာတကယ်တမ်းတော့တာဝဓာတ်၃စင်ပဲ။ဒီစာသားတွေကိုထာဝရငြိမ်းချမ်းအင်ပါယာဧကတိတိုင်မီကန်ရဲ့ဓာတ်ပညာသဘောတရားစာအုပ်မှာရေးထားတယ်။အဲ့ဒီစာအုပ်ကိုဧကတိကလည်းကောင်းကင်သားတော်ရဲ့ဓာတ်၃လက်ကိုဂုဏ်ပြုချီးမြှင့်ထားတယ်။သခင်လေးကထောက်ပြတင်ကြားပေးဖို့တောင်းဆိုခဲ့ပေမဲ့ကျွန်တော်မတင်ကြားဝင်ပါဘူး။ဒီဗီဒီယိုရဲ့ဓာတ်တိုင်းပေါင်းများအောင်မြင်မှုဟာဆရာရဲ့အရေးချင်းပေါ်မူတည်ပါတယ်ကျွန်တော်အနေနဲ့အခြားကျောင်းသားတွေကိုသင်ပေးနိုင်ပေမဲ့တခင်လေးကိုသင်ပေးဖို့တော့အရေးချင်းမမီသေးဘူးလို့ထင်ပါတယ်ချင်းမှုကသူ့ဆိုလိုရင်းကိုသဘောပေါက်တယ်သူချင်းနေစွမ်းရည်များကိုသင်ယူရ၌အကျွမ်းကျင်ဆုံးဆရာကိုရှာဖွေသင့်သည်မဟုတ်လားမဟာမိုးချင်းကကျောင်းတော်မှာကိုရင်လေးမင်းရှင်းမှာဥပမာပင်ဖြစ်တယ်သူ၏ဆရာဖြစ်သူကမိုးကျိုးရှိချက်လက်တီးတိုင်းကိုအပြည့်အဝနားလေသဘောပေါက်ခြင်းမရှိခဲ့တဲ့ဖြင့်မင်းရှင်းကသူ့ဟာခွက်ကိုအမွေဆက်ကန်စီခဲ့တယ်ထိုနေရာတွင်လည်းထိုသဘောတိုင်းသာဖြစ်တယ်ဓာဆိုင်သခင်ကဓာတိုင်ခွက်ကိုအပြည့်အဝနားလေသဘောပေါက်ခြင်းမရှိဘဲချင်းမှုကိုတင် जा ပေးခဲ့လေရင်သူ၏ဟာခွက်အားနည်းချက်များကိုချင်းမှုကတင် जा ပူချမိသွားကြလိမ့်မည်တို့ဖြစ်ရာလျှို့ဝှက်နေသောထိတ်တန်းတိုင်းပညာများကိုသိလိုလေရင်ဆရာကောင်းတစ်ယောက်ကိုရှာရပေမည်ချင်းမှု၏အမွေအရာလှုပ်လှုပ်ခက်ခက်ဖြစ်သွားပြီးမေးလိုက်တယ်အဲ့ဒီဓာပညာသဘောတရားစာအုပ်ကိုဘယ်မှာဖတ်လို့ရမလဲမှတ်တမ်းထင်းဆောင်မှာဖတ်လို့ရပါတယ်ဓာဆိုင်သခင်ကဆက်ပြောလိုက်တယ်ဂိုင်းသခင်လေးဒီစာဖတ်ခွင့်တစ်စီပြားကမှတ်တမ်းထင်းဆောင်ကိုဝင်ဖို့အမှတ်သားပါတခင်လေးမှဒီတစီပြားရှိနေတဲ့များမှတ်တမ်းထင်းဆောင်ကိုဝင်ပြီးစိတ်ကြိုက်ဖတ်ရှုလို့ရပါတယ်ချင်းမှုဆရာမြတ်တက်ကြွလှုပ်ရှားလာတယ်သူကမှတ်တမ်းထင်းဆောင်တို့ယခုထိမတော်သေးပေထိုနေရာ၌အင်ပါယာတစ်ခုလုံးမှာတိုင်းကိုင်း NTDE ချင်းစင်တိုင်းများရှိနေသည်မဟုတ်လားအဘယ်သို့ပြု၍မတော်ကြည့်ပဲနေရမည်နီဂိုင်းသခင်လေးနေ့လည်စာမစားသေးဘူးမဟုတ်လားဆိုင်သခင်ကရှာရှာပါပါအပြုံးတစ်ခုနဲ့ပြုံးရင်ဖိတ်ခေါ်လိုက်တယ်ကျွန်တော်လည်းသွားစားတော့မလို့သခင်လေးကျွန်တော်ကြီးလိုက်စားပါလားကျွန်တော်မှသခင်လေးကိုမေးစရာမရှင်းတာလေးတွေရှိသေးတယ်စားရင်ပြောလို့ရတာပေါ့ချင်းမှုကချီတုံချတုံဖြစ်သွားတယ်ကျွန်တော်အိမ်မှာမြေခွေးလေးတစ်ကောင်ရှိသေးတယ်သူ့ဘာခေါ်ခဲ့လိုက်လေချင်းမှုနဲ့ဓာဆိုင်သခင်ကလျှို့ဝှက်လင်းခမ်းမှာအတူတူထွက်လာကြပြီးကျွန်တော်သားအင်အားသူရောက်ရှိလာကြတယ်ဦးလင်းကဝင်းနေဖန်စီကျင်းကိုလေးကျလေးရရှိပြီးစားတော်မိအကြောင်းကြားတော့အခါဝမ်းသာအားရနဲ့ဂမကန်ပြီးထွက်လာတယ်အရေရောပါလာရင်ပါတာပေါ့ဓာဆိုင်သခင်ကဖြေလိုက်တယ်ဦးလင်းကမှမြူတူရှင်ရသွားပြီးမော်မိတ်စာလေးကိုစင်းခေါ်ကနောက်မှလိုက်ခဲလိုက်တယ်လူနှစ်ယောက်နဲ့မြေခွေးလေးတစ်ကောင်မှဓာဆိုင်သခင်ကြီးနေအိမ်သို့ရောက်လာကြတယ်ဓာဆိုင်သခင်နေထိုင်သောနေရာကအတော်လေးရိုးရှင်းလာတယ်ဝင်ပေါက်နှစ်ပေါက်ထွက်ပေါက်နှစ်ပေါက်ပါတော့ခြံဝင်းတစ်ခုသာဖြစ်ပြီးအစီကံတစ်ယောက်ပင်မရှိကြချင်းမှုကလက်ပဲကြည့်ရှုလိုက်တယ်ထိုနေရာ၌အခြားမိသူများရှိမနေကြဓာဆိုင်သခင်ကကိုယ်တိုင်ကိုယ်ကျသူ့သက်လက်လက်ချက်ပြုတ်နေတယ်ထိုဒီကယခုမှသူ့အိမ်ကိုစားချက်ပြုတ်ဘူးခြင်းမဟုတ်ကြောင်းထင်ရှားတယ်ဓာဆိုင်သခင်ခမည်းမမိမမရှိဘူးလားချင်းမှုကတန်တောမေးလိုက်တယ်မိမလားဓာဆိုင်သခင်ချက်ပြုတ်လုံးကမြန်ဆန်လာတယ်သူ၏ကိုယ်ရင်မီလီယံပြချက်ပြုတ်နေခြင်းဖြစ်ရာအဘယ်သို့မမြင်မေးရှိကြလိမ့်မည်နီထိုတလက်ပံရွယ်ကြီးကမကြားမိအချိန်တွင်ဟင်းပွဲများချ၍ထမင်းခူးလိုက်တယ်ဘာလို့မိမယူနေမတော့ဒီလောက်ဒုက္ခများတာဟူလင်းကသူချက်ပြုတ်ထားသည်များကိုမိစမ်းကြည့်ပြီးအားတင်သွားတယ်အရသာတကယ်ရှိတာပဲဓာဆိုင်သခင်ရှင်းရဲ့အချက်ပြုတ်စွမ်းရည်ကတိတ်ကောင်းတာပဲလူတွေကစပူမှုအတော်များများထပ်သားတယ်ဘာလို့မိမတယောက်တော့မရှာတာလဲတခါကရှိခဲ့ဘူးပါတယ်ငငယ်တုန်းကဂိုင်းတူမင်းကလေးတယောက်နဲ့ပြောစရာအချိန်တွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါကငယ်တုန်းရွယ်တုန်းနဲ့အမအမှန်မပိုင်းစားနိုင်တော့ကပါဓာဆိုင်သခင်ကအတိတ်ကိုပြန်တီးရသွားပြီးကောင်းဟန်ရလိုက်တယ်နောက်ပိုင်းမှာဓာလက်ကတာငါ့ကိုပို့ပြီးပျော်ရွှင်စေနိုင်တယ်ဆိုတာတွေ့ခဲ့တယ်မိမတယောက်ကြောင့်ရခဲ့တဲ့ပျော်ရွှင်မှုကဓာလက်ကြောင့်ရောက်ခဲ့တဲ့ပျော်ရွှင်မှုတော့မရှိမှတော့ဘာလို့ဒုက္ခခံနေတော့မှလဲအဲ့ဒါကြောင့်ငါတို့လမ်းခွဲခဲ့ကြတယ်ဂိုင်းသခင်လေးမိမတွေကတကယ်ကိုဒုက္ခအိုးတွေပဲမိမမရှာနဲ့သူတို့ကသခင်လေးရဲ့အချိန်တွေကိုသူတို့နဲ့ပဲကုန်စီခြင်းလေးမယ်
သူတို့ကိုပြောအောင်ထားပေးရတယ်တခင်လေးနဲ့ခဏခဏတူတီတူတာပူတီပူတက်နေခြင်းလိမ့်မယ်ကျွန်တော်တို့ကလေ့ကျင့်မှုအပေါ်အာရုံစိုက်ရအောင်ပဲဒါတိုင်းလေ့ကျင့်တာကကျွန်တော်တို့အတွက်ပျော်ရွှင်မှုကိုပိုဆောင်ခြင်းပေးနိုင်တယ်မိမတွေကကျွန်တော်တို့ကိုမပျော်ရွှင်စေဘူးအဲ့ဒါကြောင့်တခင်လေးမိမလုံးဝမလို့ခြင်းနဲ့ဦးလင်းကအားတင်သွားပြီးငင်းခုန်လိုက်တယ်ဒါဆိုင်တခင်ရှင်ပြောတာမှားနေပြီမိမတွေကဘာမှကောင်းလို့လဲဒါဆိုင်တခင်ချီဆွမ်းရင်ကမီတွက်နိုင်တော့ဓာတ်များအချင်းချင်းထိကက်တကက်တို့ဝုန်းကနေမြည်လာတယ်သူကမထုံတက်သေးပြောလိုက်တယ်ဒါတိုင်းလေ့ကျင့်ရတာငါအတွက်ဘယ်လောက်ပျော်ရွှင်စရာကောင်းနေဆိုတာမင်းသားလည်းမဟုတ်ဘူးမင်းကိုရှင်းပြနေလဲဘာမှထူးမှာမဟုတ်ဘူးချင်းမှုသူမြန်ဝင်များကိုမသိနားမလဲသူတယောက်လိုပုတ်ခတ်လှုပ်လိုက်တယ်ဒါဆိုင်တခင်တိုင်းအစင်းကမြင်မလာပြီးယခုအချိန်တွင်ထိုအစင်းကိုသူနားလဲနိုင်စွာမရှိသေးပေလူနှစ်ယောက်နဲ့မြေခွေးလေးတစ်ကောင်ကနီးရစားချင်းကိုလက်ဆက်တက်လိုက်တယ်ဒါဆိုင်တခင်ကချင်းမှုကိုမိကုန်းအချုပ်မေးပြီးနောက်အတွင်းနဲ့ကအတန်းကြောင်စကားမဆိုတော့ပေချင်းမှုကနှုတ်ဆက်စကားဆိုတော့မိပြင်လိုက်စင်မှာပင်ဒါဆိုင်တခင်ကအတွေ့တဲ့နေမျိုးနေရာမှာနှုတ်ထလာပြီးထားရက်လိုက်တယ်ဂန်းတခင်လေးလိုက်မပို့တော့ဘူးနော်ချင်းမှုမှာရေရမလားငိုရမလားမသိဖြစ်သွားပြီးသူ့လက်ကိုရဲနှုတ်ဆက်လိုက်တယ်ဒါဆိုင်တခင်ကတကယ်ကိုထူးဆန်းတဲ့စိတ်နေစိတ်ထားရှိတာပဲသူကခေါင်းခိုင်ရလိုက်တယ်အရင်တော့ကသူနဲ့ကြိုက်ခဲ့တာဘယ်သူများပါလဲငါပြန်ဆက်ပြီးလို့ရချင်ရမှာဒါပေမဲ့ဒါဆိုင်တခင်ရဲ့ဒီလိုထူးဆန်းတဲ့စိတ်မျိုးနဲ့သူတို့ပြန်ပေါင်းပြီးလဲကွဲကြမှာပဲသူကျောင်းတော်သားအရာသူပြန်လာတော့အခါကျောင်းတော်သားများစွာတောင်ပေါ်မှာဆင်းလာကြသည်ကိုမြင်လိုက်ရတယ်တောင်ချင်ဝင်နဲ့ကျောင်းတော်သားအရာမှာကျောင်းတော်သားများအားလုံးထွက်လာကြပြီးတောင်အောက်သို့ဥတီဆင်းသွားကြတယ်ချင်းမှုဇဝေဇဝါဖြစ်နေစဉ်တွင်ရုတ်တရက်အတန်တန်ကြားလိုက်ရတယ်နောင်တော်ချင်းဒီကိုလာချင်းမှုလန့်ကြည့်လိုက်တော့အခါလူအုပ်ကြားမှာဝိယုံကိုလက်မြင်လိုက်ပြီးသူ့ထပ်လျှောက်သွားလိုက်တယ်ဟူလင်းကမေးလိုက်တယ်ဖတီဝိဘာတွေဖြစ်နေတာလဲဝိယုံကပြောလိုက်တယ်နင်တို့မသိကြသေးဘူးလားတောင်ကိုင်းကတောင်ရည်ဒီတစ်ပါးတောင်ကြီးမှာရောက်နေတဲ့တဲ့သူကတပီးတယောက်ခေါ်လာပြီးတောင်ကြီးလမ်းကိုပိတ်ထိုင်ထားတယ်ချင်းမှုကအားတင်းသွားပြီးရေရိုးလိုက်တယ်သူတို့ကဝင်ပေါက်ထွက်ပေါက်ပိတ်ထားတာပေါ့ဝိယုံကခေါင်းကြီးလိုက်တယ်ဟုတ်တယ်သူတို့ကဝင်ပေါက်ထွက်ပေါက်ပိတ်ထားတာတောင်ကိုင်းကအကြီးဆုံးလမ်းမကိုင်းပဲဝင်ပေါက်ထွက်ပေါက်ပိတ်ထားတဲ့တောင်ရည်သေးကသူ့ကိုယ်သူတန်ရန်ကျစ်သူတပီးကိုတော့တောက်ကျစ်လို့ပြောတယ်အစောကအဆောင်မှုတယောက်သွားဆုံစမ်းတော့သူတို့ကဒီကိုပြဿနာရှာဖို့လာတာမဟုတ်ပါဘူးတိုင်းပညာဖလှယ်ဖို့လာတာပါတဲ့နန်နွေကောလိကတလောကလုံးမှာနံပါတ်1အထုံးမြတ်နေပြီလို့သူကြားဖို့တာကြားပြီးတဲ့တလောကလုံးကပါရမီရှင်တွေစုဝေးရနေရဆိုလို့သူကတာအိုကိုင်းရဲ့တာအိုတပီသားတောက်ကျစ်ကိုခေါ်ပြီးနန်နွေကောလိနဲ့တာအိုကိုင်းရဲ့ပညာချင်းဖလှယ်ဖို့ရောက်လာတာတဲ့ချင်းမှုကြီးနဲ့တွင်တုံလို့သွားပြီးလီဘူးတစ်ချက်မို့တော့ကဖြင်းဖြင်းစွာပြောလိုက်တယ်ပိတ်ကောင်းတဲ့နီးပြူဟာပဲဝိယုံမှာဇဝေဇဝါဖြစ်သွားတယ်သူတို့ကစိတ်နှလုံးကိုတိုက်ခိုက်တာပဲချင်းမှုကြီးမြုံဝန်းများလှုပ်လှုပ်ခက်ခက်ဖြစ်သွားတယ်မြို့တော်ရဲ့အပြင်ဘက်မှာအခွင့်ကောင်းချောင်းတော်လန်ပုံကန်ပြီးဧကတိတိုင်ပင်ကန်ကိုဆန့်ကျင်ကြတဲ့ခိုင်းတွေအများကြီးရှိပေမဲ့မြို့တော်ကတော့ငြင်းငြင်းချမ်းချမ်းရှိနေသေးတယ်လို့ပြောလို့ရတယ်ဒါကိုကြည့်ရင်တာမန်ရသားတွေကတိုင်ပင်ကန်ကိုထောက်ခံကြတယ်ဆိုတာထင်ရှားတယ်ဧကတိတိုင်ပင်ကန်ကဂိုင်းသားတွေကိုပြုပြင်ပြောင်းလဲပြီးအခြေခံကျောင်းတွေကောလိပ်ကျောင်းတွေနဲ့နန်နွေကောလိပ်တွေကိုတည်ထောင်ခဲ့တယ်အနေနဲ့ရေရက်ကပါရမီရှင်တွေကိုကောင်းကင်သားတို့ရဲ့ကျောင်းတော်သားအဖြစ်တင်သွင်းလက်ခံပြီးဧကတိအတွက်အသုံးချနိုင်အောင်စီမံခဲ့တယ်ပြောကြတာတော့ထာဝရငင်းချိုင်းအင်ပါယာကအင်ပါယာအသွင်ဆောင်ထားတဲ့ဂိုင်းတဲ့တောက်ကိုင်းရဲ့တောက်ကြီးကဝန်လန်းထုံလန်ပိတ်ဆို့ထားပြီးသူ့ကိုနန်နွေကောလိပ်ကကျောင်းတော်သားတယောက်မှနိုင်မိနိုင်ခဲ့ရင်ဧကတိတိုင်ပင်ကန်ရဲ့ပြုပြင်ပြောင်းလဲမှုကဗာများအသုံးချတော့မှလဲဝိယုံမှာကြောင်ငင်းကြီးဖြစ်သွားပြီးတူရေရိုးလိုက်တယ်ဒါကစိတ်နှလုံးကိုတိုက်ခိုက်တာတက်မဟုတ်တော့ဘူးစိတ်နှလုံးကိုတက်တာအပိထောက်ခံကြသည့်လူများ၏စိတ်နှလုံးကိုတက်ပစ်လိုက်ခြင်းဖြစ်တယ်ဝိယုံကျိုးတစ်လျှောက်ဆင်းသက်သွားတယ်ထာဝရငင်းချိုင်းအင်ပါယာကတိုင်းကိုင်းများကိုပြုပြင်ပြောင်းလဲ၍တိုင်းကိုင်းလမ်းစဉ်အမျိုးမျိုးတိုင်းကိုင်းအသီးသီးမှထိတိုင်းပညာရေးများအားလုံးကိုစူးစီးကတိုင်းပြည်အနှံ့တွင်အခြေခံကျောင်းများကောလိပ်ကျောင်းနှင့်မြို့တော်နန်တွင်ကောလိပ်ကိုတည်ထောင်ပြီးတိုင်းလောကမှတိုင်းကိုင်းများအားလုံးကိုဖိနှိပ်ချိုးနှိမ်ခဲ့တယ်သူတို့ကတင်ဇာတာအထောက်ပံ့များစွာကိုစူးစီးရယူခဲ့တယ်သူတို့၏တင်ကြားမှုများမှာထူးချွန်သောတပီများထွက်မလာခဲ့လေရင်သူတို့၏တပီသားများကတိုင်းကိုင်းများ၏တပီသားများအောင်နှိမ့်ကြသေးလက်ရင်ဧကတိတိုင်ပင်ကန်၏ပြုပြင်ပြောင်းလဲမှုကဗာများအသုံးဝင်ပါဦးမည်နီတောက်ကိုင်းတပီကိုင်းသားတောက်ကြီးကအလွန်တရာမြင်မာသည့်စွမ်းရည်ရှင်သည့်ပါရမီရှင်တယောက်ဖြစ်ပေလိမ့်မည်ထို့သောတာမဟုတ်ပါကနန်တွင်ကောလိပ်ကိုတိတ်ခါချရင်အတွက်တောက်ကိုင်းကသူ့ကိုဆီလိုလိမ့်မည်မဟုတ်နန်တွင်ကောလိပ်၏ဂုံတိတ်ခါကအတိုင်ပင်ကန်၏ဂုံတိတ်ခါဖြစ်တဲ့ကဲ့သို့ဧကတိ၏ဂုံတိတ်ခါလည်းဖြစ်တယ်ထာဝရငင်းချင်းအင်ပါယာဧကတိတိုင်ပင်ကန်နဲ့ဧကတိဂုံတိတ်ခါကိုထိန်းသိမ်းနိုင်ပါဦးမည်လားဆိုသည်ကပြောရခက်လာတယ်ဝိယုံရင်ထဲတွင်အကြီးအကျယ်တုန်ခါသွားပြီးရုတ်တရက်အော်ဟစ်ရေမောလိုက်တယ်နန်နွေကောလိပ်ကတလောကလုံးမှာရှိတဲ့ပါရမီရှင်တွေကိုစူးစီးထားတာပဲသူတို့ကတာအိုကိုင်းကတပီကိုင်းသားပမာလီလောက်ကိုဘလို့လို့မရှင်းနိုင်မဲနေမှလဲချင်းမှုခေါင်းခိုင်ရလိုက်တယ်ထိုကျောင်းတော်သားအများစုကတူညီသောကျင့်စဉ်များကိုသာလေ့ကျင့်ထားကြသည်ဖြစ်၍အာကိုရလာမည်ဟုသူမထင်ချေမတူညီသောကျင့်စဉ်များကိုလေ့ကျင့်သည့်ကျောင်းတော်သားများရှိနေနိုင်တော့လေသူတို့အတွက်ထိုကျင့်စဉ်များကိုကျွမ်းကျင်ပိုင်နိုင်ရင်ခင်းရင်လာတယ်ကျင့်စဉ်တစ်ခုကိုတင်ယူရမှာထိုကျင့်စဉ်တိုင်းအထူးပြုကျွမ်းကျင်သည့်ဆရာရှိရင်လိုအပ်သည်မဟုတ်လားဒို့မှသာ၎င်းကျင့်စဉ်အနှစ်သာရကိုအမိဖမ်းနိုင်ပေမည်သူမြင်သမျှကတော့တာအိုကိုင်းကတေချာပြင်ဆင်လာခြင်းဖြစ်ပြီးနန်နွင်ကျောင်းတော်သားများအနေဖြင့်တောက်ထွေးတင်ပိတ်ဆို့ခံရရုံသာရှိတော့တယ်နန်နွင်ကောလိပ်မှာကျောင်းတော်သားများသာတာအိုကိုင်းမှာတောက်ကြီးကိုအနိုင်ယူနိုင်ခဲ့လေရင်အနေနဲ့အရက်မှာတိုင်းကိုင်းများအတွက်ဧကတိတိုင်ပင်ကန်ကိုစန့်ကျင်တမှုပြုရန်လုံလောက်သောအကြောင်းပြချက်ရသွားပေပြီထိုအခါဧကတိကောင်းမြတ်သောပုံရိပ်များပြပြ၍လူအများနှိမ့်သက်မှုရောကြလာမည်ဖြစ်ပြီးသူ့အနေဖြင့်အတိုင်ပင်ခံကိုမကွဲမြဲခဲလေရင်တိုင်းပြည်လုံးမှာတိုင်းကိုင်းများအလုံးတကိုင်းပြီးတကိုင်းပုံကန်ထားကြလာပေလိမ့်မည်တောက်ကိုင်းမှာတောက်ကျစ်နဲ့နန်နွေကောလိပ်ကျောင်းတော်သားများအကြားမှာတိုက်ပွဲမှာထာဝရငင်းချိုင်းအင်ပါယာ၏ကံကြမ္မာနှင့်သက်ဆိုင်နေသည့်ဖြစ်ရာပေါ်ပြပြသဘောထား၍မရနိုင်ပေ
အဲ့ဒီတောက်ကြီးရဲ့အစွမ်းစားကိုတွားကြည့်ကြစို့ဝိယုံကစိတ်လှုပ်ရှားစွာပြောလိုက်တယ်ချင်းမှုနေသူတောင်အောက်သို့ဆင်းလာခဲ့ကြတယ်ကြောက်စင်းတောင်စုံအောက်မှာတောင်တကောက်ကအနီးတစ်ဝိုက်နေရာအနှံ့တွင်နရင်ကျောင်းသားများရောက်ရှိနေကြပြီးနန်းကောလိပ်ရှိကျောင်းသားအရေးအတွက်ကမနှဲလာကျောင်းသားအင်ယာကတင်းနစ်လည်း10ရောက်သာလက်ခံတော်လေတော်ဝင်ချံဝန်းမှာတော်ဝင်မျိုးနယ်များနဲ့ကောင်းကင်နတ်တိုင်းပညာရှင်များကများပြားလာတယ်ချင်းမှုကကြောက်စင်းတောင်စုံထိပ်၌ရက်၍လက်ပတ်ကြည့်ရှုလိုက်တယ်မျောလင့်ထားသည့်အတိုင်းတောင်တကော၏ရှေ့၌တောင်ရည်သည်နံပါတ်ထိုင်နေသည်ကိုတွေ့ရတယ်ထိုအထဲမှာတပါးကအသက်ရွယ်ကြီးရင်ပြီးယခုခေတ်လူများနဲ့မတူပဲရှေးကာလမှလာသည့်လူတစ်ယောက်ကဲ့သို့ရှေးကြသောအသွင်ရှိတယ်သူကမိခိုးရောင်တောင်ရည်သည်ဝတ်စုံကိုဝတ်ဆင်ထားပြီးရွှေရှင်းသောအရှင်ဝါတစ်မျိုးရှိတယ်သူ့အသွင်တရံကလောကီရေယာများကိုအထက်စီးမှအုံမိုးရှုမြင်နေသူတစ်ယောက်ကဲ့သို့ဖြစ်ပြီးထိုလောကကြီးမှာအရာအလုံးမှာသူနဲ့သက်ဆိုင်ခြင်းမရှိတကဲ့သို့စိတ်စိတ်ငြိမ်ငြိမ်ထိုင်နေတယ်ထိုသွေးမြေအရှင်ဝါအရာတာမန်ခိုင်းကတက်မဟုတ်နိုင်ထိုဘိုးကြီးကနံပါတ်1လမ်းမခိုင်းဖြစ်သောတောင်ခိုင်းတွင်အလွန်တရာမြင်မာသောအစဉ်အတန်းရှိသူတစ်ယောက်ဖြစ်ပေလိမ့်မည်ထိုရသေးအိုကြီးဘေးတွင်ခညာချုံးမောသည့်အသွင်မြေလက္ခဏာရှိသောလူငယ်တစ်ယောက်ရှိရဲထိုလူငယ်ကမိငက်လက်ကန်ရိုးတက်ထားသည့်နှင်းပွင့်ကဲ့သို့ဆွဆွဖြူနေသောမိမိရဲ့ကိုတံဝိတင်တင်ထားတဲ့အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးသူဘေးပပက်လက်တွင်နန်းကောလိပ်ကျောင်းတော်သားများဝင်းရနေသည်ကိုမိတို့များခန်းစားရခြင်းမရှိဟမည်ငင်းသက်စွာထိုင်နေတယ်ချင်းမှုလွတ်ခနဲ့ရေရိုးလိုက်မိတယ်တောင်ရည်တင်များကဲ့သို့ဝစားစီရင်ထားသောထိုဘိုးအိုကြီးနှင့်လူငယ်ကသူတို့၏စိတ်ရောကိုပါလေ့ကျင့်ထားရန်ရှိပြီးလူပေါင်းလောကသို့ဆင်းသက်လာသည့်နဝိဇ္ဇာများအသွင်ဆောင်နေတယ်တောင်ရည်တင်နှစ်ပါးကတောင်တကောဝရှိလမ်းမအလယ်တွင်ထိုင်နေတယ်တောင်တကောဝကလွန်လာကျေဝန်းလာပြီးသူတို့နှစ်ယောက်ထဲဖြင့်နေရာများစွာမြူချေသို့တော်လေထိုနှစ်ယောက်ကိုထွက်သွားအောင်မောင်းမထုံးနိုင်ခဲ့လေရင်နန်းကောလိပ်အတွက်အကြီးအကျယ်အရှက်ရပွေဖြစ်သည်မဟုတ်လားတိုင်ကိုင်းတကိုင်းကိုထောပေါက်ပိတ်ထားခြင်းဖြစ်စဉ်မှာတိုင်းလောကတွင်များစွာတွေ့ရလိမ့်မရှိများသောအပြင်အကြီးအကျယ်မုန်းတီးသောရန်သူကိုသာထိုးထိုးလုံးလိရှိတယ်ထိုကိုင်းဝင်ပေါက်ထောပေါက်ပိတ်ဆို့ထားခဲ့ရကြောင်းတလောကလုံးကိုတည်စေ၍၎င်းတို့၏ဂိုင်းရစင်အဆက်တိုင်းပညာကိုအထင်သေးသည့်သဘောဆောင်ကသူတို့ကိုသူတို့ယုံကြည်မှုပြပြစေပြီးအချက်ခွဲလိုရင်းဖြစ်တယ်ပုံမှန်အားဖြင့်ထိုးထိုးဝင်ပေါက်ထောပေါက်ပိတ်ဆို့သည့်အခါအသက်မတည်ပဲပြီးလိမ့်မရှိပေယခုတာအိုကိုင်းမှာယသိအိုနှင့်ယသိပြူတို့ကနန်းကောလိပ်ဝင်ပေါက်ထောပေါက်ကိုပိတ်ဆို့ထားတယ်သူတို့ကထောက်ရငင်းချင်းအင်ပါယာကိုတိတ်ခါချ၍ဧကရစ်တိုင်မင်ကန်ကိုအဆက်ခွဲကအစဉ်ရစာပြုနေပြီဖြစ်သောအတိုင်မင်ကန်၏ပြည်ပြင်ပြောင်းလဲမှုကိုဖျက်ဆီးရန်ကြိုးစားခြင်းဖြစ်တယ်။ချင်းမှုနှင့်မလမကန့်မှဝါရောင်ဝေးရုံဝတ်ဆင်ထားသည့်မင်္ဂတပကခတ်တိုးတိုးပြောလိုက်တယ်။အရင်တုန်းကတော့တာအိုကိုင်းဆိုတာကောင်းကင်နှဆိုးကိုင်းနဲ့ဒန်းတူလိုက်နိုင်တဲ့အကြီးဆုံးကိုင်းတစ်ခုပဲ။ဒါပေမဲ့ဒီနှစ်ပိုင်းတွေမှာသူတို့ကကောင်းကင်နှဆိုးကိုင်းလိုပဲငုံနေပြီးဘာသင်းမှမကြားရတာကြားပြီးအခုတာအိုကိုင်းကပြန်ပေါ်လာပြီးဆိုတော့ဒီကိစ္စကပေါ်သေးသေးမဟုတ်ဘူး။နန်းကောလိပ်ကသာဒီနှစ်ယောက်ကိုအနိုင်ယူနိုင်ခဲ့ရင်သူတို့ပြန်သွားရတဲ့တာအိုကိုင်းကပုံကန်ကောင်းပုံကန်လေးမယ်။တာအိုကိုင်းကသာပုံကန်ခဲ့ရင်သူတို့ရဲ့ဩဇာအာဏာနဲ့ဆိုချင်းမှုကထိုမင်းသားကိုလှမ်းကြည့်ပြီးစိတ်ထဲမှာတွေးလိုက်မိတယ်ဒီတယောက်ကထက်မြက်တဲ့အသည့်အမြင်နဲ့အတွေ့အကြုံရှိတာပဲထိုမင်းသားကစိတ်ထဲတွင်မတုမတန်ဖြစ်လာရင်ရှိ၍ချင်းမှုထံသို့လှည့်ကြည့်လာပြီးမျက်လုံးများအယောင်တောက်သွားတယ်သူကအခြားမင်းသားများအနီးမှတိတ်ဆိတ်ထွက်ခွာလာပြီးချင်းမှုထံသို့တိုးဝှေ့ရောက်ရှိလာတယ်ငါကြောင့်နဲ့ကောင်းလေးထိုမင်းသား၏မျက်နှာကကလေးတယောက်ကဲ့သို့ခပ်ဖောင်းဖောင်းရှိနေပြီးအပြုံးတစ်ချက်နဲ့ခတ်တိုးတိုးမေးလိုက်တယ်ငါနဲ့တွေ့ဖို့မျိုးတော်ကိုတကယ်ကြည့်လာခဲ့တာလားချင်းမှုကသူ့ကိုခြေစုံခေါင်းဆုံးကြည့်လိုက်ပြီးထိုမင်းသားကရင်းနှီးသလိုခံစားမိတဲ့ဖြင့်လှုပ်ခနဲ့ရေရိုးလိုက်မိတယ်မင်းကခက်ဝဝတတမသခင်လေးပါလားထိုစကားထွက်သွားပြီးမှတမဟုတ်ချင်းတတိယသွားတယ်ခက်ဝဝတတမသခင်လေးဆိုဒီမှာယောက်ျားလေးလိုဝတ်စားထားသည့်လီဟီရှိုပဲမဟုတ်လားထိုမင်းသားကသူစကားကိုကြားတော့အခါထိမနိုင်သိမ့်မရဒေါသထွက်သွားတယ်သူမကကြီးမားသောတန်တူကြီးကိုထုတ်ယူ၍ချင်းမှုကိုရိုက်ချရင်ပြင်လိုက်တယ်ချင်းမှုကကမကရအမားပြင်၍ပြုံးလိုက်တယ်မိမလာလေးနင်းကိုငါမှတ်မိကြည့်မှုဖြစ်သွားတယ်နောင်တော်ဝေးဒါကတတမမင်းသမီးလီဟီရှိုတဲ့မင်းကလေးယူရှိုဒါကနေစာနန်းကောင်ကဝိယုံပါလီမီရှိုအနေဖြင့်လူပေါင်းအလဲတွင်သူ့ကိုရိုက်တက်ရန်မှာမြင်မကောင်းတဲ့ဖြင့်သူမ၏တန်တူကြီးကိုပြန်သိမ်းလိုက်တယ်ဝိယုံမှာအံဟောတုံလုံးသွားပြီးစိတ်ထဲမှာရေရွလိုက်တယ်တတမမင်းသမီးဟုတ်လားနောက်တော့ချင်းကတတမမင်းသမီးနဲ့ဘယ်နေရာမှာမြန်တော့ပတ်သက်လာတယ်လည်းမသိဘူးတော်ဝင်မင်းသမီးတယောက်ကိုအဲ့လိုတော့ပတ်သက်လို့ရမလားခေါင်းနေတော့ပြက်ကုန်တော့မှပဲငါကြားဘူးတာတော့တတမမင်းသမီးကထူးချွန်တဲ့ပါရမီအရေးအချင်းမြင်မာတဲ့အသိပညာဘုဒ္ဓနဲ့ရီမန်းချက်ကြီးမားတဲ့ဒါပေမဲ့သူ့လက်နက်ကဘာလို့ဒီလိုကြမ်းကြမ်းတမ်းတမ်းဖြစ်နေရတာလဲချင်းမှုကဝိယုံတွင်းနေဒီကိုမတီးပဲလီယူရှိုကိုခေါင်းဆုံးချေဆုံးကြည့်လိုက်တယ်ထိုမင်းကလေးကပိုရေးလှလာတယ်သူမကယောက်ျားလေးတယောက်လိုဝစားစီရင်ထားတော့လေသူရေကောင်းတယောက်ကဲ့သို့ထူးကဲ့သောအရှင်ရောင်အငွေ့တက်မျိုးရှိတယ်ထို့ပြင်ယောက်ျားလေးအဝတ်အစားများကိုဝတ်ဆင်ထားတော့လေအခြားမင်းကလေးများကဲ့သို့ဖောင်းကြွ၍ဝါဝါဖြူဖြူရှိနေတော့သူမ၏ရွှေရင်အစုံကိုတော့ဖုံးကွယ်ထားခြင်းမရှိပေမဟာမျိုးပြတ်တွင်တော့ကသူမ၏ရင်ဘက်ကထိုအမြဝါဖြိုးခြင်းမရှိပေသူမ၏ကိုယ်ပေါ်မှာရင်းနှီးတော်မူရဲနဲ့တစ်ခုကိုလည်းရလိုက်တယ်ထူရနန်းကသဘောဝမူရဲနဲ့ပိုးကြီးအနမ်းဖြစ်တယ်မင်္ဂလိယူရှိုနီနန်းကမတွေ့ရဘာမှမကြသေးဘူးနေရောက်ကအတော်ပြောင်းသွားတာပဲနန်းတော်တဲမှာတုန်းကမှတ်တော်မမှတ်မိဘူးလီယူရှို၏မျက်ဝန်းများလှုပ်ခတ်သွားပြီးရှက်ဝဲဝဲဖြစ်သွားတယ်ဘာရီပြောင်းလဲသွားလို့လဲချင်းမှုကသူမ၏ခေါင်းပေါ်သို့လက်ဆန့်ကပုပ်ပွင့်လင်းလင်းပြောလိုက်တယ်နေကအရင်ကထက်အရက်ပူရှိလာတယ်ငါထက်တောင်ပူရှိသွားပြီးပူလဲလာတယ်ကျွတ်သားတွေကလည်းဖွံ့ဖြိုးလာတယ်နင်းမျက်နှာနဲ့ရင်ဘက်ကကျွတ်သားတွေလီယူရှိုမှာဒေါသအချောင်းချောင်းထားသွားပြီးသူ့ကိုတောင်ဆောင်အောက်သို့ကန်ချလိုက်တယ်ချင်းမှု၏မျက်နှာအမူအရာကမီဒီကိုများအမလုံးမိလိုက်ခြင်းမရှိတဲ့ကဲ့သို့ဦးချောင်ချောင်ရှိနေပြီးလီရဲတွင်ပြုတ်ကျသွားရင်မကြည်မနဲ့ရေရွလိုက်တယ်ငါသူ့ကိုဝါတယ်လို့လည်းမပြောပါဘူးဘာလို့ဒီလောက်ဒေါသထွက်သွားရတာလဲ
ဟူလင်းကဝမ်းသာအားရဖြစ်သွားပြီးပြောလိုက်တယ်ဟုတ်တယ်သခင်လေးဒီမိမကလွန်လွန်းနဲ့တွားမပတ်တော့နဲ့ဘုတ်ချင်းမူကြီးချောင်းနှစ်ဖက်စလုံးကမြေပြင်ပေါ်သို့တက်တက်ကျသွားပြီးအပေါ်သို့မောကြည့်လိုက်တယ်သူပြန်ခုန်တက်သွားလို့တော့လေလင်းကြီးရှိုကသူ့ကိုထပ်ကန်ချမိစိုးရိမ်မိတယ်ချင်းမူကြီးဘေးတွင်ရက်နေခဲ့တော့ဝိယုံမှလည်းကြက်တည်တည်ယူကြည့်နေမိတယ်လင်းကြီးရှိုကသူ့ကိုဆွေးရဲစွာဆိုက်ကြည့်လိုက်တယ်ဝိယုံ၏နှစ်ဖူးတက်တွင်ချွေးချွေးပေါ်များလိမ့်ဆင်းသွားပြီးတောင်စုံမှခုန်ချလိုက်တယ်လင်းကြီးရှိုကဟုန်ကနေနှာခေါင်းရှုံး၍တောင်ဆောင်ပေါ်မှလိုက်ခုန်ဆင်းလိုက်တယ်ခလန်းလန်းမှမင်းသားတစ်ပတ်ကမျက်မှောင်ကျွန်းလိုက်တယ်သူ့နောက်ကျောမှာချီစောရင်ကကြီးမားသောလက်ကြီးတစ်ဖက်အတွင်ပြောင်း၍တောင်ဆောင်အောက်သို့ထိုးဆင်းကလင်းကြီးရှိုကိုဖမ်းယူဆွဲတင်လိုက်တယ်သူကညှင်သာနူးညံ့စွာပြောလိုက်တယ်တတမညီမလေးရှောက်ပြီးတောင်းကျမနေနဲ့တော်ဝင်မိသားစုရဲ့မျက်နှာကိုထောက်အောင်လင်းကြီးရှိုမှမိတို့မြမတက်နိုင်ပဲသူမကိုသူမပြန်ထိမ့်မှတ်၍ပြောလိုက်တယ်ဒုတိယအကူတော့အစောကတွေးခဲ့တဲ့တယောက်ကဖွားဖွားမေတော်ကြီးကိုကူပေးခဲ့တဲ့နတ်စီသမားတော်ပဲကျမရဲ့တငယ်ချင်းဒုတိယမင်းသားကအပြောင်းအလဲမရှိသောအမူအရာဖြင့်ပြန်ပြောလိုက်တယ်ငါသိပါတယ်သူနေနဲ့မဟာမျိုးရဲမှာတွေးခဲ့ပြီးရင်းနှီးခဲ့တယ်ဆိုတာတမှုလေးချင်းစီကငါကြားပြီးပြီတတမညီမလေးငါတို့ကတော်ဝင်မိသားစုကမျိုးဆက်တွေလှုပ်ချင်တာရှောက်လို့မရဘူးအခုဆိုတလောကလုံးကဗယံပရာဖြစ်ပြီးကညမဇိုးကြီးကငါတို့မျက်စိရှိမှောက်ရောက်နေပြီဒီကညမဇိုးကြီးကပောက်ကွဲကြားရောက်လာခဲ့ရင်အင်ပါယာတစ်ခုလုံးပြက်ကတ်ဆိုင်ပြီးငါတို့တော်ဝင်မျိုးဆက်တွေလမ်းပေးခွေးဖြစ်သွားလိမ့်မယ်လင်းယူရှိုကအန်အော်တောင်းသွားပြီးမေးလိုက်တယ်ဒုတိယအကူတော့အဲ့ဒီတောက်ကြီးရဲ့အစွမ်းအစားကဘလို့နေလဲသူကတကွက်မှထုံမတော့သေးတော့သူအကြောင်းဘာမှမသိသေးဘူးဒါပေမဲ့တာအိုကိုင်းကသူ့ကိုခေါ်ပြီးဝင်ပေါက်ထောက်ပေါက်လာပိတ်တယ်ဆိုမှတော့သူအစွမ်းအစားကညံ့မှာမဟုတ်တာသိကြတယ်ဒုတိယမင်းသားကတောင်စောင်းမှချင်းမှုကိုလှမ်းကြည့်၍မျက်မှောင်ကျလိုက်တယ်တတမညီမလေးအဲ့ဒီချင်းမှုလို့ခေါ်တဲ့တယောက်ကနတ်စီသမားတော်ဖြစ်ချင်းဖြစ်နိုင်ပေမဲ့ဘလို့ကြီးကြီးအစွန်းမြင့်ခံလူတယောက်ပဲသူနဲ့ရင်းနှီးနှီးမနေနဲ့မဟုတ်ရင်ပြည်သူပြည်သားတွေကငါတို့တော်ဝင်မိသားစုကိုကိုယ့်အနေထားကိုမသိတဲ့သူတွေလိုပြည့်ပြူကြလိမ့်မယ်လင်းယူရှုံမျက်မှောင်ကျလိုက်တယ်တန်တကားဝရှိတဲ့လူငယ်တယောက်အတွင်းရှိသောကောင်းကင်နဲ့ဆိုခိုင်းချုပ်ကတောင်ပေါ်မှာဆင်းလာပြီးတာအိုကိုင်းမှာရသေးနှစ်ပါးရှိတွင်ရက်ကဥညွတ်နှုတ်ဆက်လိုက်တယ်တာအိုရသေးကြီးကရသေးလေးနဲ့အတူချက်ချင်းထားပြီးပြန်လည်နှုတ်ဆက်လိုက်တယ်လူငယ်ခိုင်းချုပ်ကပြုံးလိုက်တယ်တန်ရန်ကျစ်တာအိုကိုင်းရဲ့ခိုင်းသားတစ်ပြည့်ကိုခေါ်ဆောင်လာတာဘာသဘောဝလဲရသေးအိုကြီးကအပြုံးနဲ့တုတ်ပြန်လိုက်တယ်တာအိုရောင်းရင်ဘာဖြစ်လို့မှမသိမင်းနေရသေးတာလဲကျတို့တာအိုကိုင်းရဲ့တာအိုသခင်ကခမားလို့ပဲအသက်အရွယ်ကြီးရင်ပါပြီသူကတလောကလုံးကတိုင်ကိုင်းနေထာဝါငင်းချင်းအင်ပါယာရဲ့လက်အောက်ဖြစ်နေရတာမမြင်ချင်တဲ့အတွက်ကျုပ်ဒီကိုရောက်လာခဲ့တာပဲတောက်ကြီးက3ရက်ဖက်ဝင်ပေါက်ပိတ်ထိုင်လိမ့်မယ်ဒီ3ရက်အတွင်းသူ့ကိုတယောက်ကအနိုင်နိုင်ခဲ့ရင်ကျတို့တာအိုကိုင်းကပုံကမှာမဟုတ်ဘူး3ရက်အတွင်းနိုင်နိုင်မဲ့သူတယောက်မှပေါ်ထွက်လာခဲ့ရင်တော့လောကကြီးမှာအုပ်ချုပ်သူအတိတ်တယောက်ပေါ်လာလိမ့်မယ်လူငယ်ခိုင်းချုပ်ကတပြင်းချလိုက်တယ်တာအိုကိုင်းကအမြဲလိုလောကကြီးရဲ့အရှုပ်အရှင်းတွေနဲ့ခက်ခင်းငင်းနေခဲ့တယ်အခုမင်းတို့တာအိုကိုင်းကတော့လှုပ်ရှားလာပြီးတဲ့လားတန်ရန်ချစ်ကမျက်လွှာချပြီးပြောလိုက်တယ်တာအိုသခင်ကလောကကြီးရဲ့အဖြစ်အပျက်တွေကိုစူပူလှုပ်ရှားနေတဲ့လှိုင်းလုံးကြီးတွေလိုပဲရှုမြင်ပါတယ်လှိုင်းလုံးနဲ့အတူစီးမြလိုက်ပါနိုင်တဲ့သူတွေကရှင်နဲ့တိုးမြင့်လာပြီးစန့်ကျင်တိုးလန့်သူတွေကအသက်ဆုံးရှုံးရလိမ့်မယ်ကျတို့တာအိုကိုင်းကကိုကျိုးစည်းဝါအတွက်မကြည့်ဘူးအမတော့ပဲကြည့်တယ်တကယ်တိုင်မင်ကန်ကတလောကလုံးမှာရှိတဲ့တန်းကိုင်းတွေကိုရှင်းလင်းကြည့်နေဆိုလဲအတားအဆီးပြုနေမှာမဟုတ်ဘူးဒါပေမဲ့တာအိုသခင်အနေနဲ့တန်းကိုင်းတွေကိုအစားထိုးဖို့ဧကရက်တိုင်မင်ကန်အကောင့်ထဲပေါ်ခဲ့တဲ့အခြေခံကျောင်းတွေကောလိပ်တွေနဲ့နန်းနင်းကောလိပ်ကအရေးအချင်းပြည့်မီရလားဆိုတာသိကြပါသေးတယ်တောက်ကြီးကိုကျတို့တာအိုကိုင်းကတင် जा ပေးထားတာပါနန်းနင်းကောလိပ်ကပတ်စံနဲ့အထောက်အကူတင်ရဇာတာတွေကတာအိုကိုင်းထက်ပိုသာလုံးပါတယ်နန်းနင်းကောလိပ်ကတင် जा ပေးခဲ့တဲ့ကျောင်းတော်သားတွေကကျတို့တာအိုကိုင်းကဂိုင်းသားတပည့်အောင်နင်းကြနေသေးတဲ့ဆိုရင်တော့ဧကရက်တိုင်မင်ကန်ရဲ့ပြည်ပြင်ပြောင်းလဲမှုရှိနေစရာမလိုတော့ဘူးလောကကြီးမှာအုပ်ချုပ်သူအတိတ်တယောက်ပေါ်ထွက်လာလိမ့်မယ်လူငယ်ခိုင်းချုပ်ကလက်ထွက်လာပြီးသူ့အတန်ကတောင်တတစ်ခုလုံးပြန့်နှံ့သွားတယ်နန်းနင်းကောလိပ်ရဲ့ကျောင်းတော်သားတွေနားထောင်ကြမင်းတို့ရဲ့တာယာစင်နေနေမိမိရဲ့တာအောက်ကိုဆင်းလာပြီးသူ့ကိုစင်ခေါ်တိုက်ခိုက်နိုင်တယ်သူစကားတန်ကိုတောင်ပေါ်မှာလူအလုံးကြားလိုက်ကြတယ်အဆင်ခုံမယ်ကောင်းကင်နဲ့တိုင်းပညာရှင်တယောက်ကတောင်တကာဝမှာလမ်းထွက်လာပြီးတာအိုကိုင်းတောက်ချစ်ထံသို့ခြေလန်းချင်းဖြင့်လျှောက်သွားတယ်တာအိုကိုင်းမှာတောက်ချစ်ကထားရဲ၍နှုတ်ဆက်လိုက်တယ်နောင်တော်ကြီးထိုကောင်းကင်နဲ့တိုင်းပညာရှင်မှာနန်းနင်းကောလိပ်သို့လွန်ခဲ့သည့်နှစ်အနေငယ်ကဝင်ခဲ့သောကျောင်းတော်သားတယောက်ဖြစ်တယ်သူကပြင်လေဥညွတ်နှုတ်ဆက်၍မြင်မြင်လိုက်တယ်တောက်ကြီးရဲ့အတိုင်းအဆင်းကဘယ်လောက်ရှိပါသလဲတောက်ကြီးကမနှီးလွန်းမမြင်လွန်းသောလေဆံမြေတုပ်ပြန်လိုက်တယ်အရက်ချောင်းမျက်နှာအဆင့်မှာထိုကောင်းကင်နဲ့တိုင်းပညာရှင်ကပြောလိုက်တယ်ငါလည်းအရက်ချောင်းမျက်နှာအဆင့်မှာပါမိဝနာမီကချွီနာမီအရင်ကဖြင်ပါဒီနေ့တောက်ကြီးကိုတိုက်ခိုက်ရတာကိုကြီးကိုယ်တိုင်ရမျိုးကြောင့်မဟုတ်ပါဘူးနန်းနင်းကောလိပ်ရဲ့နာမီကိုကာကွယ်ဖို့ပါတောက်ကြီးကခေါင်းကြီးမိပြောလိုက်တယ်ငါနာမီကလင်ရွှမ်းမှာဒေါန်တော်ကြီးစပါတောက်ကြီးလင်ရွှမ်းစပါချွေးဖြင်းမျက်လုံးထဲတွင်လင်းအောင်မြဖြာထွက်လာပြီးရုတ်တရက်လှုပ်ရှားလိုက်တယ်သူခန္ဓာကိုယ်ကရှေ့သူပြေးဝင်လာခြင်းမဟုတ်ဘဲနောက်တော့ခုန်ဆုတ်သွားတယ်သူ၏လက်ချောင်းနှချောင်းကြား၌ဓာတ်ဆက်လုံးတစ်လုံးကိုညှက်ထားတယ်ထိုဓာတ်ကဝီကနေအတန်ပြူ၍တောက်ပလင်းလက်သောဓာတ်စွမ်းရင်တစ်ခုထွက်ပေါ်လာတယ်ထိုဓာတ်စွမ်းရင်ကတိုင်လုံးကြီးတစ်ခုအရွယ်ခန့်ရှိတယ်ထိုဓာတ်တိုင်လုံးကြီးမှာအလေတက်တက်သို့ဗဟိုပြု၍အရှင်ဟုန်ပြင်းစွာလက်ပတ်နေသောမီတွက်နိုင်သည့်ဓာတ်ရောင်များစုဝေး၍ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းခရီးမြင်တွေ့ရတယ်ချွေဖင်ကထိုဓာတ်တိုင်လုံးကြီးကိုဓာတ်တက်လက်တစ်ဖွဲ့အသုံးပြု၍ခုတ်ပိုင်းချလိုက်တယ်ထိုဓာတ်တိုင်လုံးကြီးဖြစ်သွားသည့်နေရာတွင်လေခွင်းတံများတဝီမြည်ရှိ၍ခန်းကြားထဲဝါလာတယ်ချင်းမှုမှာထုံမြင်မှုကြည့်အားတင်သွားမိတယ်ထာဝါငင်းချင်းအင်ပါယာရဲ့ဓာတ်တိုင်ကဒီအဆင့်ထိရောက်နေပြီလားဒါနန်နီကောလိပ်ရဲ့လိဝက်ဓာတ်ကွက်လားသူ၏ထက်မြက်ဆူချက်သောမျိုးလုံးများဖြင့်ထိုကိုဝိုင်းသားချက်မှာရေစရာမဟုတ်ကြောင်းသိမြင်နိုင်တယ်ချွေပြင်းဤခုပိုင်းသားချက်ကရုပ်ရှင်တည်ဟုထင်ရတော့လေအမှန်တကယ်တမ်းတွင်သူ၏ချီဆွဲရဲ့ဖြင့်တပြန်ထိချုံမှုကမမြောင်မနိုင်သောအဆင့်တစ်ခုသို့ရောက်နေပြီဖြစ်တယ်
သူ၏ဓာတ်ချက်ကယူရှင်းတရားထင်ရတော့လေထိုဓာတ်တိုင်းလုံးအတွင်းမှာမယူတွန်းနိုင်သောဓာတ်ရောင်များအလုံးကိုချီကျွမ်းရင်ပင်ထင်းကျွရင်လိုအပ်တယ်ထိုတစ်ချက်တည်းဖြင့်ပင်ချင်းမှုသူကိုယ်သူနှင်းကြသည်ဟုခံစားမိသွားတယ်ထိုဓာတ်ကွက်ကထိုးတာကောတာပိုင်းတာခုတ်တာအစားရှိသည့်အခြေခံဓာတ်ချက်များထက်မတိမတာကျော်လွန်နေပြီးအခြေခံဓာတ်ချက်များတွင်မပါဝင်သည့်အခြားဓာတ်ချက်တစ်မျိုးကိုဖန်တီးထည့်သွင်းထားတယ်မဟာရဲချောင်းမျက်နှာဓာတ်တိုင်းဝိယုံကတန်တော်အော်ဟစ်လိုက်ပြီးမျိုးလုံးများအယောင်တောက်သွားတယ်ဒါကဧကရေတိုင်မင်ကန်ရဲ့ဓာတ်ကွက်ပဲကောင်းကင်နတ်တိုင်းပညာရှင်တွေပဲလေ့ကျင့်လို့ရတဲ့ကောင်းကင်နတ်တိုင်းထာဝရနင်းချင်းအင်ပါယာဧကရေတိုင်မင်ကန်ရဲ့ဓာတ်ကွက်ဟုတ်လားချင်းမှုရင်ထဲတွင်ပြင်းထန်ကတုံ့လောက်သွားတယ်ထိုဓာတ်ကွက်ကအခြေခံဓာတ်ချက်၏အကန့်အသတ်ကိုကျော်လွန်နေသည်ဟုသူခံစားမိခဲ့သည်မှာမဆန်းတော့ကြထိုဓာတ်ကွက်ကထာဝရနင်းချင်းအင်ပါယာဧကရေတိုင်မင်ကန်တည်ထွင်ခဲ့သည့်ဓာတ်ကွက်ဖြစ်နေမည်ဟုသူမမြင်လင်းခဲ့မိပေအခြေခံဓာတ်ချက်များ၏အကန့်အသတ်ကိုကျော်လွန်ခြင်းမှာပေါ်သေးသေးကိစ္စမဟုတ်ပေမဖြစ်နိုင်သောကိစ္စကြီးဟုပင်ပြောရရတယ်ထို့သောလှုပ်ဆောင်ရသည့်အခက်အခဲကိုချင်းမှုကောင်းကောင်းသိတယ်မြပင်ရှုပ်ထွေးသည့်အကွက်အပေါင်းများတီထွင်စမ်းထားသည့်ဆိုစီကမူတလောကလုံးရှိဓာတ်ကွက်များကိုခွဲခြမ်းစိတ်ပြကြည့်လိုက်ရင်ထိုးတာကော်တာလှုပ်ရမ်းတာပိုင်းတာခုတ်တာထိုးသိမ်းတာစက္ကနေထိုးတာပယ်တာဝိုက်ဆွဲတာရီလီတာခုတ်သိမ်းတာပင်တာဖြတ်တာနှင့်ခြေသားဟုသောအခြေခံဓာတ်ချက်များသာဖြစ်တယ်မိများအားအသင့်ပွဲကောင်းသောဓာတ်ကွက်များဖြစ်စေကမူထိုဓာတ်ချက်များပင်ဖွဲ့စည်းထားခြင်းသာဖြစ်တယ်သို့တော်လည်းထာဝရငင်းချင်းအင်ပါယာဧကရေတိုင်မင်ကန်ကတော့ထို့သောမဟုတ်ချေထိုအခြေခံဓာတ်ချက်များ၌အခြေခံဓာတ်ချက်အသစ်များထက်မှန်ထည့်သွင်းထားရတယ်မိများကြောင်းမဖွယ်ရကောင်းလိုက်ပါသည်။ထိုဓာတ်ကွက်ထဲတွင်အခြေခံဓာတ်ချက်အသစ်မိများထည့်သွင်းထားမှချင်းမှုမသိတော့လေအခြေခံဓာတ်ချက်အသစ်တစ်ခုတည်းဆိုရင်ပင်အခြားတိုင်းကွက်များအားလုံးကိုပြန်လည်ရေးသားတည်ဆောက်ရပေလိမ့်မည်။မဟုတ်ပါကထာဝရငင်းချင်းအင်ပါယာဧကရေတိုင်မင်ကန်၏မျိုးလုံးထဲ၌ထိုတိုင်းကွက်များအားလုံးဟာကွက်များအပြည့်ဖြစ်နေပေလိမ့်မည်။မဖျားလို့ခေါ်လို့ရနေပြီးချင်းမှုရင်ထဲမှာအောင်တော်လုံးမှုကိုချိုးနေရင်တီးတူးရည်ရွလိုက်မိတယ်။ချွေပင်ထုတ်သွင်းသွားသည့်မဟာရဲချောင်းမျက်နှာဓာတ်တိုင်းကခဏထဲဝါပြီးရင်သက်ရှုမိုးပေရကောင်းလာတယ်။မမျှော်မှန်းနိုင်တော့သည့်အထီအားဟုန်ပြထန်လာတယ်။မဟာမျိုးပြည့်တင်ချင်းမှုတွေ့ခဲ့ဘူးသည့်ရဲချောင်းမျက်နှာအစဉ်ကောင်းကင်တိုင်းပညာရှင်များမှာထိုချွေပင်လောက်ကြောက်စရာမကောင်းလာပေ။သူတို့အားလုံးကနန်းတွင်ကောလိပ်ကျောင်းတော်သားများဖြစ်တော်လဲတကြီး၅ပါးအဆင့်နဲ့ရှင်းလေရင်ရဲချောင်းမျက်နှာအဆင့်ကများစွာကွာခြားသွားတယ်။တကြီး၅ပါးအဆင့်ကျောင်းတော်သားများကစွမ်းရည်မြင့်မားကြသည်ဟုဆိုနိုင်တော်လဲတရလုံးမဟုတ်ချင်းမှုမြည်မိတဲ့လောက်နန်းတွင်ကောလိပ်တစ်ခုလုံးရှိတကြီး၅ပါးအဆင့်ကျောင်းတော်သားတွေ၌ချွေပင်ကိုရှင်းနိုင်မဲ့သူမရှိကြ။သို့တော်လည်းနန်းတွင်ကောလိပ်မှာကောင်းကင်တိုင်းပညာရှင်များမှာရဲချောင်းမျက်နှာအဆင့်တို့ရောက်ခါစားဖြစ်သည့်တိုင်အောင်အမခန်းစွမ်းရည်မြင့်မားကြသည်မဟုတ်လား။ရဲချောင်းမျက်နှာအဆင့်ကကဘာတစ်ခုခြားသွားသည့်နဲ့ပြောင်းလဲမှုကြီးဖြစ်တယ်။တောက်ကြည့်လင်းရွှဲ၏တထောင်ကွင်းမှာမိမိရဲ့ရုတ်တရက်မြင့်တက်လာသည်ကိုမြင်လိုက်ရတဲ့ဖြင့်ချင်းမှု၏အတွေ့အကြုံများပြတ်တောက်သွားတယ်။ထိုမိမိရဲ့မှာအမွေအမြင့်များကရုတ်တရက်ဆက်ထွက်လာပြီးဒဇူဒီစီရဲ့ပေါင်းစည်း၍ချွေပြင်း၏မဟာရဲချောင်းမျက်နှာဓာတ်တိုင်းထဲသို့ထိုးဆိုင်ချလိုက်တယ်။ချွေပြင်း၏မဟာရဲချောင်းမျက်နှာဓာတ်တိုင်းကွက်ကအခြေခံဓာတ်ချက်များ၏ဘောင်ထဲတွင်မရှိတောက်ကြည့်လင်းရှမ်းကမိမိကိုဓာတ်တက်လက်အဖြစ်သုံးချပြီးတိုက်ခိုက်လာတယ်။ထိုဓာတ်ကွက်ကယူရှင်းလာပြီးအခြေခံဓာတ်ချက်များ၏ဘောင်ထဲတွင်သာရှိတယ်။သူဓာတ်ကွက်ကမဟာရဲချောင်းမျက်နှာဓာတ်ကွက်ကဲ့သို့ခဏထဲဝါခြင်းရင်သက်ရှုမှုပဲကောင်းခြင်းမရှိတော့လဲချင်းမှု၏မျက်လုံးထဲတွင်ထူးခြားနေသောအချက်များကိုမြင်နေရတယ်။ချွေပြင်းတော့တေချာပေါ်ရှုံးပြီးတောက်ကြည့်လင်းရှမ်းကသူ့ကိုအနာယူဖို့ဓာတ်ကွက်ဖေးလိုတယ်။ရွာလူကြီးထံမှတောင်တန်းနှင့်မိပြင်းများပေါ်မှာဖြတ်လျှောက်သွားသောဓာတ်ကွက်နှင့်အခြေခံဓာတ်ချက်များကိုသာတင်ယူခဲ့ရတော့လဲသူ၏အမြင်ဆူးခြားမှုကအခြားတိုင်းပညာရှင်များစွာထက်သာလွန်နေပြီဖြစ်တယ်။တောက်ကြည့်လင်းရှမ်း၏ဓာတ်ကွက်ကချွေချင်းမဟာရဲချောင်းမျက်နှာဓာတ်ကွက်တဲ့သို့ရိုးရှင်းထိုးဆိုင်လိုက်သည်ဟုထင်စရာရှိတော့လဲထိုမြင်းမိတစ်ချောင်းချင်းစီကအစမပြတ်ပြောင်းလဲနေသည့်ဓာတ်သစ်သီးလေးများကဲ့သို့ဖြစ်တယ်။ထိုမြင်းမိများ၏အကွက်အပြောင်းများကများပြားလွန်းလာတယ်ချင်းမှုအစိမ်းရောက်ကောင်းကင်မျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါရှင်ထဲတွင်အကြည့်အကျတုံ့လောက်သွားတယ်တောက်ကြည့်လင်းရှမ်း၏မြင်းမိရက်မှာရာချီသောမြင်းမိတစ်ချောင်းချင်းစီကမျက်စိတမဲအတွင်းတွင်ဓာတ်ဆက်ချက်မှတ်ကပြောင်းလဲနေတယ်ပြောရလျင်ထိုမျက်စိတမဲအတွင်း၌ဓာတ်ချက်ပေါင်း1000ကျော်ကိုပြောင်းလဲနေသည်ဟုဆိုနိုင်တယ်ထို့သောမြည်မတွက်နိုင်အောင်ပြောင်းလဲနေသောဓာတ်ကွက်တစ်ကွက်ကိုခုခံပိတ်ဆို့ရမှာမဖြစ်နိုင်ခြင်းချွေဖီဓာတ်ကွက်ထဲမှမူထိုအများအကွက်အပြောင်းများခြင်းမရှိပေသူ၏ဓာတ်တိုင်လုံး၌ဓာတ်ရောင်ပုံများတော်လေလက်ပတ်နေသောဓာတ်ချက်ပုံစံတစ်မျိုးတည်းကိုသာအသုံးပြု၍အလဲဘုံမှအပြည့်မဲ့သို့တဆင်ပြီးတဆင်ဖြတ်တွဲတိုက်ခိုက်ခြင်းဖြစ်တယ်ထိုဓာတ်ရောင်များမှာတောက်ကြည့်လင်းရွှဲမိမိရဲ့ဓာတ်ချက်များနှင့်ရင်ဆိုင်ပြည့်သည်နှင့်တိကျပေါက်ပြိုကွေးပျက်စီးသွားပေလိမ့်မည်ထို့ပြင်တောက်ကြည့်လင်းရွှဲ၏ဓာတ်တိုင်အခြေခံကသူနီးနီးကြည့်လက်ခိုင်မာကြောင့်ချင်းမှုတတိပြုမိတယ်ယခုချင်းမှုတွေ့ဘူးသမျှတဲ့ရဲချောင်းမျက်နှာအဆင့်ကောင်းကင်တိုင်းပညာရှင်တွေတွင်ထိုတောက်ကြည့်လင်းရွှဲ၏ဓာတ်တိုင်အခြေခံကအမြင့်မားဆုံးဖြစ်တယ်သူအောင်နှင်းကြစေဖြစ်တော်လေများစွာနှင်းကြခြင်းမရှိကြချင်းမှုတင်ကြပြသခဲ့သည့်ဓာတ်ဆိုင်သခင်မြေတောက်ကြည့်လင်းရွှဲအောင်နှင်းကြတယ်အဓိကအကြသောအချက်မှာချွေဖင်ဤဓာတ်တိုင်း၌ဧကရေတိုင်မင်ကတီထွင်ဖန်တီးခဲ့သည့်အခြေခံဓာတ်ချက်အသစ်များပါဝင်တော်လေထိုဓာတ်ကွက်၏အခြေခံကိုအထိုးထိပ်အဆင့်ထိကျွမ်းကျင်ပိုင်နိုင်ခြင်းမရှိတဲ့ကဲ့သို့ဓာတ်တိုင်းကမြင်များပင်ဆန်းကျင်နေသည်ဖြစ်စီခိုင်မာသောအခြေခံမရှိဘဲထိုဓာတ်တိုင်း၏စွမ်းအားအပြည့်အဝကိုထုတ်ဖော်နိုင်မည်မဟုတ်ပေချွန်းဝီတွန်းနိုင်သောဓာတ်ချင်းထိတပ်များပေါ်ထွက်လာတဲ့မြင်းမီးများနှင့်ဓာတ်ကန်လုံးကြီးများထိတ်တိုက်တူသွားသည့်ကိုသာအားလုံးမြင်လိုက်ရတယ်နောက်တစ်ခဏအတွင်း၌ကောင်းကင်ယံမှဓာတ်ကန်လုံးကြီးပြိုကွဲပျက်စီး၍ပျောက်ကွယ်သွားတယ်အနေနဲ့တော့သူတို့သာထိုတစ်ခဏအတွင်းဖြစ်ပျက်သွားသည့်ဓာတ်ကွက်အပြောင်းအလဲများကိုမြင်လိုက်နိုင်တယ်ချွေပြင်းမှာရင်ဘတ်တွေမိမိရဲ့ဖြင့်ထိုးဆိုင်ခံရပြီးလင်းထွက်ကတောင်တကားဝနဲ့ဘုံနဲ့တိုင်းမိသွားတယ်တောင်တကားဝတစ်ခုလုံးရှင်းနောက်ရင်ထိုး၍ဖုံများတစ်ဖိုးပွဲကျလာတယ်တောက်ကြည့်လင်ရွှမ်းကမိမိရဲ့ကိုအတန်အရာလောက်ခါလိုက်တယ်မိမိမြများကတဖြည်းဖြည်းတိုးဝင်သွားတယ်ထို့နောက်မိမိရဲ့ကိုတရောင်ဝေးတင်ပြီးမျက်နှာချောက်ကတင်းငင်အေးဆေးစွာပြန်ထိုင်လိုက်တယ်
တောင်ကောက်ပေါ်မှာချီပီမှာတဖြည်းဖြည်းလျှော့ကျလာတယ်သူ့ရင်ပန်း၌မိမိများထိုးပေါက်သွားတဲ့ဖြင့်သွေးစိမ့်နေသောအပေါက်ရများစွာရှိနေတယ်တောက်ကြည့်လင်ရှောင်းကညှတာ၍တေဝင်းတေကွက်ကိုမတိုက်ခိုက်တဲ့ဖြင့်သာအသက်အန္တရာယ်မစိုးရိမ်ရခြင်းဖြစ်တယ်။ညနေသမားတို့အဖွဲ့အစည်းမှညနေသမားတို့များအပြည့်အလွှာရောက်လာပြီးချီပီကိုစွန့်ရင်စီတော့အချွတ်တိုက်ကျွေးလိုက်တယ်။ထို့နောက်အင်ကြီးကိုဆုပ်ဖြဲ၍ရင်ပန်းနဲ့နောက်ကျောတွင်တေးတေးအောင်ဆေးလင်းလိုက်တယ်။အတော်လေးစွမ်းအားကြီးတာပဲ။တောင်တကားရှိမှကျောင်းတော်သားများစွာမှစိတ်တက်ကြသွားတယ်။ကောင်းကင်တိုင်းပညာရှင်ကျောင်းတော်သားများအကြား၌ချီပီဤနာမီဂုံတဲ့င်းကမသေးလာကြီးပြောရလေရင်သူကကောင်းကင်တိုင်းအိမ်ယာ၌အစည်းမြင့်အမြင့်ပိုင်းဝင်လာသူတယောက်ဖြစ်တယ်။လမ်းကောလေးနောက်ဝင်းဆောင်မှုပဲသာရှိသည်မဟုတ်ကျောင်းတော်သားများကြိုးစားခြင်းတွေပေါက်စီရန်အတွက်နေ့စဉ်နေ့တိုင်းအဆင့်စီသောစမ်းသပ်စစ်ဆေးမှုဆောင်မှုပွဲကြီးကိုအကြီးအကျယ်ကျင်းပလိရှိတယ်။ချီပီကနန်နူကောလေးထိသွင်းကောင်းကင်တိုင်းပညာရှင်စစ်တရားအတွင်းဝင်တယ်။ထိသွင်းအဆင့်တရားအတွင်းဝင်သောကျောင်းတော်သားများမှာအစွမ်းအစအရေးချင်းအရာများစွာကခြားခြင်းမရှိလာပေချီပီမှာဒါကိုတစ်ခွက်တည်းဖြင့်ရှုံးနေရသည်ဖြစ်၍သူ၏ဆွမ်းဆောင်ရည်နှင့်တောက်ကြည့်နေဆွမ်းဆောင်ရည်ကအတော်ကြီးကွာခြားနေကြောင်းမြင်သာတယ်။ထိုဒီကကြောက်စရာအကောင်းဆုံးကိစ္စဖြစ်တယ်။ဇူတီရဲ့ဒုတိယမင်းသား၏အတန်ကအားလုံးနားတဲ့သူတိုးဝင်လာတယ်။သူတို့ရဲ့ဓာတ်ကွက်အလဲပြောင်းတွေကိုမမြင်နိုင်တဲ့သူတွေရှင်းမထွက်တာပိုကောင်းမယ်။ထိုစကားကနန်နူကျောင်းတော်သားများအတွက်ကြီးစွာသောထုံးနှက်ချက်တစ်ခုဖြစ်တယ်။ထိုနီလာရှိကျောင်းတော်သားအတော်များများမှာချီပီနှင့်တောက်ကြည့်လင်ဆွမ်းတို့၏ဓာတ်ကွက်မှာအလဲအပြောင်းများကိုမြင်တွေ့နိုင်ခြင်းမရှိခဲ့ကြပေ။အထူးသဖြင့်လင်ဆွမ်း၏ဓာတ်ကွက်ဖြစ်တဲ့တာအုပ်ကိုင်းဂိုင်းသားတပီတယောက်ဖြစ်သည့်နှင့်အညီသူ၏ဓာတ်တိုင်းကမိမိရဲ့လှုပ်ရှားပြောင်းလဲမှုများတွင်နှဆိုင်စွာကင်းအောင်ပါဝင်နေတယ်။သူတို့အနေဖြင့်သူ၏ဓာတ်ကွက်အပြောင်းလဲကိုပင်မြင်နိုင်စွမ်းမရှိဘဲရှိထက်သွားလဲရင်ကိုယ့်အချက်ကိုခွဲရတာကြပေလိမ့်မည်။ချောင်းကြီးဘေးမှာယွင်ချက်ကခတ်တိုးတိုးမေးလိုက်တယ်အကိုကြီးအဲ့တောက်ကြီးရဲ့ဓာတ်ကွက်အပြောင်းလဲကိုမြင်လိုက်ရလားရွှေချင်းုံကလည်းချောင်းဝင်ကြီးထင်မြင်ချက်ကိုမေးရင်ကမန်းကန်းရှိတိုးလာတယ်ချောင်းဝင်ကြီးကတခဏမျှတုံဆိုင်သွားပြီးမှပြောလိုက်တယ်ငါကောင်းကင်မျက်လုံးနဲ့သူ့ဓာတ်ကွက်အလဲပြောင်းတွေကိုမြင်ခဲ့တယ်ဒါပေမဲ့သူ့ဓာတ်ကွက်ကိုငါဖြိုခွဲနိုင်မှာမဟုတ်ဘူးရွှေချင်းုံကတဟားရင်မောလိုက်တယ်အကိုကြီးစင်တာရှိထက်သွားရင်အဲ့ဒီရသေးလေးကသူ့ရဲချောင်းမျက်နှာကောင်းကင်ရံနာကိုပိတ်ထားလိုက်ရမှာပဲသူတန်းစွမ်းအများစုကရဲချောင်းမျက်နှာကောင်းကင်ရံနာပေါ်မူတည်နေတာရဲချောင်းမျက်နှာကောင်းကင်ရံနာမရှိဘဲနဲ့ဒီလိုဆိုပြီးနေတဲ့ဓာတ်တိုင်းမထုတ်သုံးနိုင်မှာမဟုတ်ဘူးချောင်းဝင်ကြီးကတခဏချီတုံချတုံဖြစ်နေပြီးခေါင်းခါရမ်းလိုက်တယ်။ငါနဲ့နှစ်လောက်ထပ်ဆောင်ရအောင်မယ်။ဟာကွက်တစ်ခုခုတွေးချင်တွေ့နိုင်တယ်။ဟိုကောင်ချင်းမှုလည်းဒီနားမှာပဲ။သူ့အယူအဆသွားမေးကြည့်ရအောင်။သူတို့တော့အသာချင်းမှုရှိရသူလျှောက်သွားလိုက်ကြပြီးချောင်းဝင်ကြီးကမေးလိုက်တယ်။ညီလေးချင်းဒီတာအုပ်ကိုင်းကတောက်ကြည့်ကိုမေးနိုင်မယ်ထင်လား။ချင်းမှုကတခဏမျှတုံဆိုင်သွားပြီးမှပြန်ပြေးလိုက်တယ်။ဒီတောင်ကားရှိမှတိုက်ပြီးသူ့ရဲ့ချောင်းမျက်နှာကောင်းကင်ရံနာကိုပိတ်ထားရင်နိုင်ဖို့က50-50ပဲ။ငကြွားရွှေချင်းုံကတရော်လိုက်တယ်ငကြွားကြီးပါလားဒီနဲ့သူက50-50ဆိုတော့နင်းကိုနေရဲချောင်းမျက်နှာအစင်ကောင်းကင်အတိုင်းပညာရှင်တွေထပ်ပိုးတာတွေပြောချင်နေတာလားဟူလင်းကထုံမင်းလေးကိုတန်တောအမွေအရာဖြစ်လက်ညှိုးညွှန်ရီရိုးလိုက်တယ်တခင်လေးဒီမင်းကလေးကတခင်လေးနဲ့ကြောချင်းကတ်လိုက်ပြီးကြီးဝတိုင်လုံးနဲ့ရိုက်ချခံလိုက်ရတဲ့တယောက်မဟုတ်လားသူမျက်နှာကိုကျမမြင်လိုက်ရတယ်ရွှေချင်းုံမျက်နှာကရှင်းရုံမှုကြောင့်ရဲရဲနီသွားတယ်ထိုမြွေခွင်းမလေးကအတော်ကြောက်ဖို့ကောင်းလာတယ်ချဝံယူမြုံဝန်းများလောက်ခတ်သွားပြီးမေးလိုက်တယ်တောင်တကားရှိလူပုံလည်းမတိုက်ရတာမဟုတ်ရင်ရောညီလေးရဲ့နိုင်ကြီးကဘယ်လောက်ရှိမလဲချင်းမှုကတင်းချင်းအေးဆေးစွာပြောလိုက်တယ်100%ပဲသူတေကိုတေတိုက်ပွဲမှာဆိုကျွန်တော်ဘက်ကကျင်းဝဆောင်ထိန်နေမှာမဟုတ်ဘူးဘယ်နည်းလဲမဆိုထုတ်သုံးပါပဲအဲ့ဒါကြောင့်သူ့အတွက်နိုင်ဖို့အခွင့်အလမ်းမရှိဘူးတကယ်တမ်းကျွန်တော်ခွန်အားကတိတ်ကြီးစား